တန်တရားထဲမှာဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေကြုံတွေ့နိုင်တဲ့ဘေးဆိုးရန်ဆိုးကံမျိုးတွေဆိုတာခေတ်ကာလအလိုက်ယမယံခါဂျုံတတ်တယ်ပေါ့အဲ့ဒါလိုဂျုံတဲ့အခါမှာအများစုဝိသေတဲ့မှာဒီလိုဂျုံလာတဲ့အခါမျိုးကြတော့ကံမကောင်းအကြောင်းမလားလို့ဆိုတဲ့အကြောင်းကိုမပြောတော့ဘဲနဲ့ဝတ္တသေးဝေသောဒေါသောတဏှာဝိသေတဲ့မှာတရဝတဟုအနေနဲ့ဖြစ်နေရခြင်းရဲ့အပြစ်ပဲလို့ဒီလိုဆိုလိုတာ။ဘာလို့လဲဆိုတော့ဒီလိုကကြီးသုံးပါးဘေးဆိုးရန်ဆိုးကမျိုးတွေနဲ့ကြုံတယ်ဆိုတာတခါတလေတူတယောက်မဟုတ်ဘူး။ကဘာမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းလို့ကြုံတတ်တာတွေဖြစ်တာ။ဒါကြောင့်မို့လို့ကုသိုလ်အကုသိုလ်ဆိုတာလည်းပဲသံဃာတလောက်ကြာတော့လူတွေမှာအကုသိုလ်နဲ့ခင်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိနိုင်ဘူးလေ။အဲတော့မရှိနိုင်တော့အကုသိုလ်ဆိုတာလည်းပဲအခွင့်အရေးရရင်အကျိုးပေးတာပဲကုသိုလ်ကလည်းအခွင့်အရေးရလာရင်အကျိုးပေးတာပဲတန်တရားဝတ္ထဲကမလွတ်သေးသမျှတော့အကုသိုလ်တွေကလည်းမြတ်စွာဘုရားတောင်မှပဲခန္ဓာရှိနေသေးရင်ဝင်ပြီးတော့နှိပ်စက်လိုက်သေးတာပဲရှင်မောကလန်တို့လိုတကူရှင်ပုဂ္ဂိုလ်တွေလည်းဝင်ပြီးတော့နှိပ်စက်လိုက်တာပဲဒါကတန်တရားဝတ္ထဲမှာရှိနေလို့ရှင်မလွတ်ကိုင်းနိုင်တဲ့သဘောတွေပေါ့နော်အဲ့တော့မလွတ်ကိုင်းနိုင်တဲ့သဘောတွေကိုတခါတရံကျတော့ကံကိုဥတည်ပြောရပဲရှိတယ်ခါတရံကျတော့အဆိုးနဲ့ကြုံတာရှိတယ်မြန်မာနိုင်ငံမှာကအမျိုးမျိုးမြန်မာလူမျိုးတွေဟာကြုံခဲ့တယ်တခြားလူမျိုးတွေလည်းပဲဆိုင်ရာကတ်မျိုးတွေကြုံခဲ့တယ်ဘုန်းကြီးတို့မြန်မာနိုင်ငံဗြိတိရှ်အုပ်စိုးနေတဲ့အချိန်အင်္ဂလိပ်လက်ထက်ကဆိုလို့ရှိရင်နောက်ပိုင်းမှာဘာတွေကြုံလို့ဆိုရင်ပလိယောဂါတို့ဒါတွေကြုံခဲ့တာပဲလေတချို့ဆိုရွာလုံးကျွတ်မြို့လုံးကျွတ်ပြောင်းရွှေ့သွားတဲ့ဟာတွေရှိတာအဲ့တော့အဲ့ဒီဖြစ်ပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်လွတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီလိုဘေးဆိုးရန်ဆိုကံမျိုးဆိုတာဟာကြာရောက်ဖြစ်ပေါ်ပြီးတော့လာတတ်တယ်ကံကောင်းအကြောင်းမလာတဲ့အခါမှာလူတိုင်းကလည်းအကုသိုလ်မကင်းသည့်အတွက်ကြောင့်ထိုအကုသိုလ်ကနေပြီးတော့အကျိုးပေးခွင့်ရသွားလို့ဒီကတ်ထဲမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲအဲ့တော့မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေပြောလို့ရှိတဲ့ကတ်ကြီးသုံးပါလို့ဩဃတာထဲမှာလည်းပဲဒီကတ်ကြီးသုံးပါလွတ်မြောက်ဖို့ဆိုပြီးတော့ဖျားကြောတဲ့အခါမှာလွတ်ချင်ကြဆုတောင်းကြပဲ၄ပါးကတ်သုံးပါဆိုတဲ့မှာလေအဲ့တော့ကတ်ဆိုတာဘာကိုပြောရလဲဆိုတော့ဘုန်းကြီးတို့ဒါကိုမှတ်သားဖို့ပေါ့ကတ်ဆိုတဲ့စကားလုံးကကပ္ပဆိုတဲ့ပါဠိဘာသာကိုမြန်မာမပြန်မဲနဲ့သုံးနှုံးတဲ့အဓိပ္ပာယ်ကပ္ပဆိုတာဘာလဲဆိုရင်အတိုင်းအတာအချိန်ပိုင်းတစ်ခုလို့ဒီလိုဆိုလို့အချိန်ပိုင်းတစ်ခုဆိုတာဘေးရန်အန္တရာယ်ကျုံနေတဲ့အချိန်ကာလတစ်ခုကိုကတ်လို့ဒီလိုပြောတာပဲဒီကပ္ပဆိုတဲ့စကားလုံးဟာဒီနေရာမှာအချိန်ပိုင်းတစ်ခုဒီအသုံးတစ်ခုကိုကြည့်ပေါ့အာယုကပ္ပဆိုတဲ့စကားလုံးကိုကြည့်မြတ်စွာဘုရားကရှင်အနန္ဒာကိုသက်တော်80အရွယ်မှာအာယုသင်္ကာရမလွတ်ခင်မေးရှိတယ်အာနန္ဒာအဋ္ဌိပတ်၄ပါးကိုကြာနာပွားထားတဲ့ပုဂ္ဂိုလ်ဟာအာယုကစေအောင်ဟုတ်တယ်သို့မဟုတ်အာယုကတဲ့ကြော်ပြီးတော့အသက်ရှင်တည်နေနိုင်တယ်လို့ဒီလိုမိန့်လို့ရှိတယ်အဲ့လိုမိန့်တဲ့နေရာမှာကြည့်ပေါ့အာယုကပ္ပဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်လူတွေရဲ့တက်တန်းအတိုင်းအတာတစ်ခုကပ္ပလို့သုံးတာအဲ့ဒီမှာလည်းပဲဆိုပါတော့ကောရမမြတ်စွာဘုရားပွင့်တဲ့အ
ချိန်တိုင်းတာတစ်ခုလူတွေရဲ့အာယုကပ္ပဆိုတာဒါတရားဓာန်းကိုပြောတာအသက်တရားဓာန်းမှာလူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာအသက်120 160ထိရှိလိမ့်မယ်သို့တော့200 300ထိရောက်ဖို့ဆိုတာမတန်မှခဲတရားဓာန်းဘောရမြတ်စွာဘုရားတရားဓာန်းပွင့်အဲ့ဒီတရားဓာန်းအချိန်ကာလအပိုင်းခြားတစ်ခုအာယုကပ္ပလို့ခေါ်တာပဲအဲ့ဒီကပ္ပဟာအချိန်အတိုင်းအတာတစ်ခုခေါ်တယ်လို့ပဲကတ်သုံးပါးဆိုတဲ့နေရာမှာပါတဲ့ကပ္ပဟာလည်းအချိန်တိုင်းတာတစ်ခုပဲပေါ့အဲ့တော့ကတ်သုံးပါးနဲ့ပတ်သက်ပြီးတော့ဒီအချိန်ပိုင်းတစ်ခုလို့ဒီလိုမှတ်သားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အချိန်တိုင်းတာနဲ့ပတ်သက်ပြီးတော့လောကလူသားတွေတရားဝါတွေကြုံတွေ့ရတဲ့ဘေးဆိုးကတ်ဆိုးကြီးတွေကဘာတွေတုံးလို့ဆိုဝေသာလိပြည်မှာကြာရောက်ဖြစ်ပေါ်လာတဲ့ဘေးဆိုးကတ်ဆိုးအဲ့ဒီဘေးဆိုးကတ်ဆိုး၃မျိုးရှိတယ်ကတ်ကြီး၃ပါးလို့ခေါ်ကြတယ်ပေါ့ဝေသာလိပြည်မှာမိုးခေါင်ရေရှားဖြစ်သွားမိုးမမှန်တော့မိုးမရောမိုးတွေတားခေါင်တဲ့အခါကျတော့စိုက်လို့ပြုလို့မရကောက်စပါးပင်တွေကအသီးနှံမထွက်လာအခုလည်းကြည့်လေအနောက်နိုင်ငံတွေမှာတချို့အာဖရိကနိုင်ငံတွေမှာမိုးခေါင်ပြီးတော့အစာရေစာမပြည့်စုံလို့ဒုက္ခရောက်ကြတာမကြခင်ကအီသီယိုးပီးယားဆိုတာဖြစ်သွားတာရှိအခုလည်းပဲအာဖရိကနိုင်ငံတွေမှာဆိုမာလီတို့ဘာလို့ဆိုတာဖြစ်မိုးခေါင်ပြီဆိုတဲ့အခါစိုက်လို့ပြုလို့မရတောက်ရည်တောင်မပြည့်စုံတော့အကုန်လုံးအဲ့ဒါလို့မိုးခေါင်တယ်ဆိုတဲ့အခါမှာမိုးမရွာလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်မိုးကိုအမိပြုပြီးတော့စိုက်ရပြိုးရမယ်လူတွေစားသုံးဖို့သီးနှံမဖြစ်တော့မဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဒုဗ္ဗိခဒုဆိုတာမပြည့်စုံတဲ့ဗိခအစာရေစာမပြည့်စုံဘူးတောက်ရည်မရှိဘူးစားစရာမရှိဘူးဟောဖြစ်လာအဲ့ဒီရေမရှိဘူးစားစရာမရှိဘူးဆိုတဲ့ဒီအချိန်အတိုင်းအတာကြီးတစ်ခုဟာ6လကြာရင်လည်းကြာမယ်1နှစ်ကြာရင်လည်းကြာမယ်2နှစ်3နှစ်ကြာရင်လည်းကြာမယ်အဲ့ဒါလို့ခံစားနေရတဲ့မိုးခေါင်ရေရှားခံစားနေရတဲ့အချိန်ပိုင်းကြီးတစ်ခုပရဝါတွေသိချေပျက်စီးပြီးဒုက္ခရောက်နေတဲ့အချိန်အတိုင်းအတာကြီးတစ်ခုဒုဗ္ဗိခန္တရကတ်လို့ဒီလိုခေါ်တာဒုဗ္ဗိခန္တရကတ်မိုးခေါင်လို့ဒုက္ခရောက်ပြီးတော့အစာရေစာမစားရငတ်ပြတ်နေတဲ့အချိန်ပိုင်းတစ်ခုဒုဗ္ဗိခန္တရကတ်အဲ့တော့ဝေသာလိပြည်မှာအဲ့လိုဒုဗ္ဗိခန္တရကတ်ရောက်သွားကတ်ဆိုတာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့နေတာအစာရေစာမပြည့်စုံတော့အစာရေစာမစားရရုံတင်ရထမဟုတ်ဘူးအစာမစားရတဲ့အခါမှာဘာဖြစ်လာတော့ဆိုအာရတ္တမပြည့်ဝတဲ့အခါမှာလူတွေမှာယောဂဖြစ်ကြပြန်အဲ့တော့ယောဂဖြစ်တဲ့အခါမှာယောဂတွေကလည်းလင်းလင်းမြန်မြန်ကူးဆက်တယ်တခုကနေတူကူးဆက်ပြီးတော့ယောဂတွေဖြစ်ပွားတယ်တခါတည်းဟာဒီအစာရေစာရှားပါမှုကိုအကြောင်းပြုပြီးတော့ယောဂဖြစ်တာရှိတယ်တခါတည်းဟာကျတော့အစာရေစာရှားပါမှုကိုအကြောင်းမပြုဘဲနဲ့ယောဂဖြစ်လာတာလည်းရှိတယ်ကြည့်လေမြန်မာပြည်မှာလည်းအလုံးကြားဘူးကြားလိမ့်မယ်လွန်ခဲ့တဲ့50နှစ်လောက်ကစားယောဂဆိုတစ်ခါဖြစ်လိုက်တယ်နောက်ပိုင်းကျတော့ H1N1 တို့ H5N1 တို့ဆိုတာယောဂတွေဖြစ်ကြတာပဲကုသတဲ့ယောဂတွေဖြစ်ပြီးတော့မကြမကြဒုက္ခတွေရောက်ကြတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒါလိုယောဂတွေဖြစ်တယ်တော့ခုခေတ်မှာတော့ဆေးဝါးတွေတို့ကာကွယ်ဆောင်ရှောက်မှုတွေကတိုးတက်လာသည့်အတွက်ကြောင့်ဒါအနည်းငယ်ဖိတ်စင်ရှိတော့လည်းပဲဒုတိယကမ္ဘာစစ်အချိန်တုန်းကဗမာပြည်မှာဖြစ်တဲ့ပလိတ်ယောဂါတို့လို့တေချေပျက်စီးမှုဟာနည်းတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီတုန်းကပလိတ်ယောဂါတုန်းကအများကြီးတေချေပျက်စီးမှုတွေရှိခဲ့တယ်ပေါ့မှတ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တချို့ကရွာလုံးကျွတ်သွားတာတွေပါတောင်ရှိတာဒါမန္တလေးတို့ဘာလို့ဆိုလို့ရှိရင်လည်းအကုန်ပလိတ်ယောဂါကိုရှောင်တိန်ပြီးတော့တခြားနေရာတွေသွားကြ
ဆရာတော်ကြီးတစ်ပါးဆိုလို့ရှိရင်ပိဋကစာပေနဲ့ပတ်သက်ပြီးအလွန်ကျွမ်းကျင်တဲ့ဆရာတော်ကြီးကဒုတိယကမ္ဘာစစ်တုန်းကပရိယောဂနဲ့စကိုင်းတောင်ရိုးမှာပြန်တော်မူသွားတာရှိတယ်ပလိဖြစ်ပြီးတော့ပြန်တော့ကတ်ထဲပါသွားတယ်လို့ခေါ်တာပေါ့နော်အဲ့ဒါလိုယောဂတွေဖြစ်လာတာကိုရောဂန္တရကတ်လို့ခေါ်တယ်ယောဂဖြစ်နေတဲ့အချိန်ပိုင်းမငြိမ်းမချင်းဒီယောဂပပျောက်မှုမဖြစ်မချင်းဒါကိုရောဂန္တရကတ်လို့ဒါလိုခေါ်တာအဲ့တော့အစာရေစာရှားပါမှုကိုအကြောင်းပြုပြီးတော့ဝေသာလီပြည်မှာတော့ယောဂဖြစ်တာပေါ်လာအဲ့တော့ဒုဗ္ဗိခန္တရကတ်ကနေဆက်နွယ်ပြီးတော့ယောဂတွေဖြစ်ပွားတဲ့ရောဂန္တရကတ်ဆိုတာဖြစ်လာတယ်ဖြစ်လာတော့လူတွေဟာယောဂတွေကုသပြီးတော့တေချေပျက်စီးကြဒါကအခုခေတ်မှာဖြစ်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလည်းဓမ္မပဒဝတ္ထုတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဟိဝါဒရောဂါဆိုတာရှိတယ်။ဘာကြောင့်အဟိဝါဒလို့သုံးတယ်လို့ဆိုတာကိုတော့တည်တည်ချာချာဖွင့်ပြထားတဲ့ကျမ်းတော့မတွေ့ရသေးဘူးပေါ့။အဟိဝါဒရောဂါလို့ဆိုတဲ့အသုံးလေးတစ်ခုရှိတယ်။အဲ့တော့အဟိဝါဒရောဂါဆိုတာအလုံးကိုပြင်းထန်ပြီးတော့ကုသမှုအလွန်မြန်တဲ့ယောဂတစ်မျိုးပဲ။တချို့ကလည်းပလိယောဂလို့ယူဆကြတယ်ပေါ့နော်။ပလိယောဂလို့ယူဆကြတယ်။အဲ့တော့အိန္ဒိယနိုင်ငံမှာမြတ်စွာဘုရားလက်ထက်တုန်းကလည်းအဲ့ဒီအဟိဝါဒရောဂါကြောင့်မိသားစုတွေဟာလုံးဝကုန်သွားတာပျောက်သွားတာတွေရှိတယ်ပေါ့ထွက်ပြေးနိုင်မှလင်းလင်းမြန်မြန်ဘာကူမှမငဲ့ပဲနဲ့အိမ်ကမြန်မြန်ထွက်ပြေးတဲ့ပုဂ္ဂိုလ်လောက်သာအသက်ရှင်တယ်အဲ့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်တိရစ္ဆာန်လေးတွေကစပြီးတော့သေတယ်သေပြီးတော့နောက်တစ်ခါလူတွေထိအောင်ရောက်လာကောသမိပြည်ကတာမဝတီမိဖုရားဆိုတာဗဒ္ဒဝတီမြို့ကတထေသမီးပဲသူတို့မိသားစုဟာဒီလိုပဲကြီးတွေကျွန်းနေအိမ်မှာရှိတဲ့လူတွေတေချေးကုန်တော့သူတို့မိသားစုတာမိသားဖ3ယောက်ထွက်ပြေးလာခဲ့ရကောသမိပြည်ဘက်ကိုထွက်ပြေးလာခဲ့ကြအားကိုးစရာမရှိထွက်ပြေးလာအဲ့ဒါလို့ပြေးလာလို့ဒီလဲရောက်ရောအမေအဖေကဆုံးသွားပြီးတော့နောက်ကြတော့သူကဥဒိဏမင်းကြီးရဲ့မိဖုရားဖြစ်သွားတာပေါ့တာမဝတိဆိုတာအဲ့ဒါလေဒီလိုယောဂတွေနဲ့ထွက်ပြေးခဲ့ကြတဲ့ပုံကိုယ်တွေပဲပေါ့အဲ့တော့ယောဂဆိုတာတဏှာထဲမှာဒီလိုရောဂန္တရကတ်ဆိုတာဒေသအလိုက်ဖြစ်ပေါ်တတ်တာတွေရှိတယ်တဲ့ဒါကမရှောင်လွဲနိုင်ဘူးပေါ့ဘယ်နိုင်ငံမဆိုဖြစ်တာပဲဘယ်ဒေသမှာမဆိုဖြစ်တာအဲ့ဒါလို့ဖြစ်လာတဲ့အခါမှာကုသမှုကာကွယ်မှုစောင့်ရှောက်ကောင်းတဲ့နိုင်ငံတွေကြတော့ထိမ့်မှုချုပ်မှုခုခေတ်တော့ရှိလာတယ်ပေါ့နည်းနည်းထိမ့်ချုပ်နိုင်တဲ့အနေအထားလေးတွေရှိတယ်အဲ့ဒါလို့အထိမ့်ချုပ်မရှိတဲ့အခါကျတော့လူတွေဟာသေကြေပျက်စီးကြတယ်အဲ့ဒါကိုရောဂန္တရကတ်လို့ခေါ်တယ်အဲ့ဒီရောဂန္တရာကတ်ဖြစ်လို့ရှိရင်လည်းပဲဒီတင်ရပ်မနေသေးဘူးနောက်ထပ်ကတ်တစ်ခုကဝင်လာပြန်တယ်ဘာလဲလို့ဆိုလို့ရှိရင်အမနုဿန္တရကတ်မကောင်းဆိုးဝါးဘီလူတရေတွေဟာလူတွေသေဆုံးတာကိုအကြောင်းပြုပြီးတော့မြို့ရဲရွာထဲမှာဝင်ရောက်ပြီးတော့ပို့ပြီးတော့ယောဂတွေဖြစ်အောင်ဝင်ရောက်နှောက်ယှက်ပြီးဒီလူတရေတွေရဲ့နှောက်ယှက်မှုဆိုတာတခါထပ်ပြီးတော့ပိုးလာပြန်အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဝေသာလီပြည်ကြီးဟာဒီလိုကတ်ကြီး3ပါးနဲ့တွားပြီးတော့ဂျုံတွေးကြအဲ့ဒါအလုံးကြားဘူးနေကြတာပဲယမယံခါဂျုံတတ်တယ်ဆိုတာတတိထားဖို့ပေါ့နော်ကတ်ကြီး3ပါးဆိုတာယမယံခါဂျုံတတ်တယ်ဒါကယရဏတုတ်နဲ့ပတ်သက်တဲ့ဝေသာလီပြည်မှာဂျုံခဲ့တဲ့ယောဂဒီကတ်ကြီး3ပါးပေါ့နော်နောက်တော့တစ်ခါမြတ်စွာဘုရားကအမတ္တပုဒ္ဓိကတုတ်အဲ့ဒီတုတ်မှာဟောထားတဲ့ကတ်ကြီး3ပါးရှိသေးတယ်အဲ့ဒီကတ်3ပါးကြတော့ဘယ်ကနေစပြောထားတော့လို့ဆိုသူကြတော့လောက
လူတွေဟာလက်နဲ့တွေအဆန်းတွေထွင်ကြလက်နဲ့တွေအဆန်းတွေထွင်လာကြတယ်ပါလောကတုတ်မှာမြတ်စွာဘုရားဟောထားတဲ့ထဲအဲ့ဒါလို့လက်နဲ့တွေအဆန်းထွင်ပြီးတော့တူတူတတ်ကြဘာကြောင့်တတ်လဲလို့ဆိုတော့လောကလူသားတွေရဲ့အခြေအနေကဘယ်လိုရှိတုံးဆိုအဓမ္မရာဂဝိတမလောဘမိစ္ဆာဓမ္မအဲ့ဒီစကားလုံးသုံးလုံးကိုမှတ်ထားဖို့အဓမ္မရာဂဆိုတာတရားမဲ့တတ်မဲ့မှုဒီလိုဆိုလို့ရတယ်နော်တရားမဲ့တတ်မှတ်မှုဘာကိုပြောတာတုံးဆိုလူသားတွေဟာကာမအာယုန်နဲ့ပတ်သက်လာတဲ့အခါကျတော့တရားမဲ့တတ်မဲ့မှုဆိုတာဘာကိုပြောတာတုံးဆိုသားကအမေပေါ်မှာကိလေသာစိတ်ပေါ်တယ်အမေကသားပေါ်မှာကိလေသာစိတ်ပေါ်အဖေကသမီးပေါ်မှာသားမောင်နှမအချင်းချင်းကိလေသာစိတ်တွေဖြစ်တယ်အဲ့ဒါကိုအတ္တမရာဂလို့ဒီလိုခေါ်တယ်နော်အတ္တမရာဂဒါလည်းမဖြစ်ဘူးလို့မပြောနဲ့နော်တတ္တဝါတွေမှာအဲ့ဒီလိုရှုံညံ့တဲ့အကုသိုလ်တွေလွှမ်းမိုးနှိမ့်ဆက်လာတယ်တဲ့ဒါကတစ်ခုအတ္တမရာဂဆိုတာမထားရမဲ့တရားနိလမကြတဲ့ unlawful ပေါ့တကယ်ကိုမသိတော်တဲ့ကိစ္စတွေမှာသွားပြီးတော့တဏှာရာဂဖြစ်တာအတ္တမရာဂလို့ခေါ်နောက်တစ်ခုကျတော့ဘာလို့ဆိုရင်ဝိတမလောဘဝိတမလောဘဆိုတာလွန်ကဲတာကာမဂုဏ်အာယုန်စိတ်တွေတမန်အနေထားရှိတဲ့တာတဲ့ပို့ပြီးတော့လွန်ကဲလာတယ်အဲ့ဒါလို့လွန်ကဲလာလို့ရှိရင်ဒါဝိတမလောဘလို့ခေါ်တယ်နောက်တစ်ခုမိစ္ဆာဓမ္မဆိုတာပါလဲလို့ဆိုမိစ္ဆာဓမ္မကြတော့မှားယွင်းတဲ့အကျင့်မှားယွင်းတဲ့အကျင့်ဆိုတာ wrong practice ပေါ့အဲ့ဒါကဘာပြောတာလဲဆိုကြားခြင်းမခြင်းလိင်တူဆက်ဆံတာတွေကိုပြောတယ်နော် homosexuality လို့ခေါ်တယ် homosexuality လိင်တူဆက်ဆံမှုတွေဆိုတာပေါ်လာအခုခေတ်ဆိုလို့ရှိရင်တရားဝင်တောင်မှဖြစ်လာတရားဝင်တောင်ဖြစ်လာကြားဖို့ကြပါလိမ့်မယ်ခေးပါတီတို့ခေးညီလာခံတို့တော့လုပ်ကြားခြင်းမခြင်းဆိုတဲ့လိင်တူဆက်ဆံမှု homosexuality အဲ့ဒီကိစ္စတွေဟာပေါ်လာတာအဲ့ဒီကိစ္စတွေကိုမိစ္ဆာဓမ္မလို့ပြောတာလူလောကထဲမှာအဲ့ဒါတွေတိုးပွားလာပြီတဲ့အတ္တမရာဂတွေတိုးပွားလာတယ်ဝိသမလောဘတွေတိုးပွားလာတယ်မိစ္ဆာဓမ္မတွေတိုးပွားလာတယ်ဆိုလို့ရှိရင်အဲ့ဒီအတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေရဲ့လွှမ်းမိုးမှုကြောင့်လူရဲ့စိတ်တွေဟာဖောက်ပြန်လာတော့ရံညိုးတွေအတေးတွေများလာမုန်းတီးမှုတွေများလာတဲ့အခါလက်နဲ့ဆန်းတွေထွင်ပြီးတော့လက်နဲ့ဆန်းတွေကင်ပြီးတော့လူတွေဟာတတ်မှုဖြတ်မှုကျွလွန်မှုတွေများလာတယ်ဒါလည်းပဲရှောင်လွဲလို့မရတဲ့ကိစ္စတစ်ခုပဲเนาะရှောင်လွဲလို့ကိစ္စမရတဲ့တစ်ခုအဲ့တော့လူလောကကြီးဟာဒါတစ်ကမ္ဘာလုံးနဲ့ခြုံကြည့်ရတယ်ကိုယ်နေရာကွက်ကွက်ကလေးလည်းခြိလို့မရဘူးတနိုင်ငံနဲ့လည်းခြိလို့မရဘူးတစ်ကမ္ဘာလုံးနဲ့ခြုံကြည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေဟာများလာပြီရခိုင်နှုန်းတိုးလာတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာအဲ့လိုဖြစ်တဲ့အခါအစွမ်းထက်တဲ့လက်နက်တွေကင်ပြီးတော့တတ်ကြဖြတ်ကြအခုခေတ်ကြည့်လေဘုံခွဲပြီးတော့တတ်တာတော့လိမ်မြန်နေမှာဆိုလို့ရှိရင်နိုင်ငံတကာခရီးသွားတဲ့လိမ်မြန်တွေဆိုလို့ရှိရင်ဘယ်လောက်ထိအောင်ချက်ကင်တွေလုံးနေရတယ်ဆိုတာနိုင်ငံခြားခရီးသွားဖို့သွားဘူးတဲ့လူတွေတွေ့ရမြန်မာပြည်ကဘုန်းကြီးတွေတောင်မှပဲအမေရိကန်တို့ဘာလို့သွားရင်ဒီသင်္ကန်းတွေဘာတွေတောင်ချွတ်ပြီးတော့ပုံထည့်ရတာရှိတယ်နော်ဘာဖြစ်လို့တော့ဆိုလိမ်မြန်မှာလုံခြုံမှုအတွက်
အများကြီးအေးအေးယူလာဥရောပနိုင်ငံတွေမှာဆိုရင် body scan တောင်လုပ်နေတယ်လို့ကြားတယ်ဂျာမနီနိုင်ငံဆို body scan လုပ်တယ် body scan ဆိုတာအဲ့ဒီစက်ထဲဝင်လိုက်ရင်မိမွေးတိုင်းဖာမွေးတိုင်းအကုန်လုံးပဲစက်ကရိုက်ယူလိုက်တာအဲ့တော့တချို့ကလည်းကန့်ကွက်တယ်ဒါလူအခွင့်အရေးတွေကိုကျူးကျော်တာလို့သို့တော်လည်းပဲအဲ့ဒါလို့မလုပ်လို့ရှိရင်ဒီလိန်ရင်ပြန်ကိုဖောက်ခွဲမဲ့ပစ္စည်းအမျိုးမျိုးဟာလိန်ပြန်ပေါ်မှာပါလာတတ်တယ်ဒါကြောင့်မို့ခုခေတ်နိုင်ငံခြားသွားရင်ရေဘူးတောင်မယူရဘူးရေမွေးပလင်းလည်းယူလို့မရဘူးပြုတ်စီဘူးလည်းယူလို့မရဘူးကြံတဲ့အရာတွေတစ်ခုမှယူလို့မရ cosmetic တို့ဘာလို့ယူလို့မရဘာလို့တုံးဆိုအဲ့ဒါတွေကဒီတိုင်းလူသုံးမှုပစ္စည်းအနေနဲ့ရှိမယ်လို့လိန်ပြန်နံရံတုတ်ပြီးတော့သူကမိလောင်အောင်လုပ်လို့ရတဲ့ကိစ္စတွေရှိနေတယ်အဲ့ဒါကြောင့်မလို့ယူလို့မရဘူးအခုခေတ်ခရီးသွားလို့ရှိရင်အမတမချက်တဲတယ်ချက်တဲတယ်အမတမစစ်ဆေးတာအဲ့တော့ရေမွေးပလင်းတွေပါရင်အမိုက်ပုံနဲ့ထည့်တာ cosmetic တွေပါရင်အမိုက်ပုံနဲ့ထည့်ခံပြုတ်စီဘူးတောင်မှပဲမယူပါဘူးအဲ့တော့အဲ့လိုဖြစ်လာတာဟာဘာဖြစ်လို့တုံးဆိုတော့ခုနလူတွေဟာအတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေလွှမ်းမိုးလာတဲ့အတွက်ကြောင့်ဘသူသေးသေးဆိုပြီးတော့အန္တရာယ်ပြုတ်ချင်တဲ့ပုံကိုယ်တွေဟာလောကမှာဥယျာဉ်တိုးလာတယ်ဥယျာဉ်တိုးလာတော့ခီးသွားတဲ့အခါမှာအန္တရာယ်ကင်းမှုမရှိသည့်အတွက်ကြောင့်ချက်ခင်တွေမှာအကြီးအကျယ်စစ်ဆေးတာတွေဖြစ်လာတယ်ပေါ့အမတမချက်တဲတယ်ဒါမြတ်စွာဘုရားဟောထားတဲ့ထဲမှာဒီဟာပါတယ်နော်ပါလောကတုတ်လို့ခေါ်တယ်အဲ့ဒါလို့လက်နဲ့တွေအသုံးပြုပြီးတော့တတ်ကြဖြတ်ကြဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာအကျမ်းဖက်သမားတို့အကျမ်းဖက်ဝါဒတို့ဆိုပေါ်လာ terrorism တို့ကျမ်းဖက်ဝါဒ terrorist ကျမ်းဖက်သမားဆိုတာပေါ်လာပြီးတော့ဘသူသေးသေးဆိုပြီးတော့ဟိုနာဘုံခွဲဒီနာဘုံခွဲဒီလိုအန္တရာယ်ပေးတဲ့ကိစ္စတွေပါပေါ်လာဒါမတမကြောက်စရာကောင်းတာနော်တခါတော့ကဂျပန်နိုင်ငံမှာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကဖြစ်လေဒီမိယထဗုဒ္ဓယုံမှာအစိတ်ငွေတွေလွတ်တာဘသူအဲ့နာသွားရင်ဘသူပဲဖြစ်ဖြစ်သိစိတ်ငွေရှုမိရင်သိအောင်လုပ်တယ်အဲ့လိုဟာတွေကနိုင်ငံတကာမှာပြန့်ပွားပြီးတော့လူတွေဒုက္ခရောက်အောင်လုပ်တဲ့ဒီလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေတိုးပြီးတော့တကယ်လည်းလှုပ်လာတဲ့အနေအထားတွေရှိလာတယ်ပေါ့နော်ဒါတွေကသတင်းစာတွေတို့ကြည့်လိုက်မယ်ဆိုရင် channel တွေတို့ဖတ်လိုက်မယ်ဆိုရင်မကြားခြင်းအဆုံးတချို့ဒီကိစ္စတွေကရှိပြီးတော့နေတယ်ပေါ့ဒါမြတ်စွာဘုရားကပါဠောကတုတ်မှာဟောတာလက်နဲ့တွေနဲ့တတ်လို့လူတွေသေတယ်တဲ့ဒါအကြောင်းတစ်ခုသူကလက်နဲ့ကြောင်ဖြစ်လာအဲ့ဒါလို့တတ်ကြဖြတ်ကြနဲ့ဒီလိုလုပ်တဲ့အခါတခါတည်းမိုးကောင်ရေရှားနဲ့ခြုံတဲ့အခါမှာအစာရေစာမပြည့်စုံတဲ့ဒုဗ္ဗေခန္တရကတ်ဆိုဖြစ်လာပြန်တယ်အစာရေစာမပြည့်စုံလို့လူတွေယောဂဖြစ်ပြီးဆိုတဲ့အခါမှာဘလူတရေဆိုတဲ့မမြင်ရတဲ့တတ္တဝါတွေကဝင်ပြီးတော့တခါနှောက်ယှက်ပြန်တယ်လို့ပါဠောကတုတ်တံမှာဒီလိုတထန္တရကတ်ဒုဗ္ဗေခန္တရကတ်အမနုဿန္တရကတ်လို့ဆိုပြီးတော့ကတ်ကြီး၃ပါးအဲ့မှာလဲဟောထားတာပဲမြတ်စွာဘုရားအဲ့ဒီပါဠောကတုတ်တံမှာဟောတာကြတော့ပုံနာတယောက်ကမေးခွန်းထုတ်တယ်အရှင်ဘုရားတဲ့သမိုင်းစာအုပ်တွေကိုဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူပြေဟာအဗ္ဗဓမ္မစီကားပြီးအရင်တုန်းကမြို့ကြီးပြကြီးတွေဟာအခုဟာတောစနဘုတ်ဖြစ်သွားတယ်မြို့ပြက်ရွာပြက်တွေဖြစ်သွားတယ်မစီကားတော့ပဲနဲ့လူဦးရေရော့ပါသွားတာတွေကိုတွေ့ရအဲ့ဒီချိန်ကဒါရော့ပါနေလို့ရှိဖို့ဗမာပြည်မှာလည်းပဲတစ်ချိန်တုန်းကပကံခေတ်အရိမတနာပကံနိုင်ငံတော်ကြီးဆိုတာအကြီးကြီးပဲလေအခုသွားလို့ရှိရင်သေးသေးလေးဖြစ်သွားတယ်
ပကံခေတ်ပြီးတဲ့အခါကျတော့ညင်ဆိုင်ပင်ရရွာလေးတစ်ရွာပဲရှိတော့အရင်ကမြို့တော်ကြီးနောက်အင်းဝမြို့တော်ကြီးကအခုဒီလိုဖြစ်လာတာပေါ့ဒီမရပူရလည်းပဲတစ်ချိန်လုံးကအမတမစီကားခဲ့တဲ့နေရာကြီးတစ်ခုပေါ့ဘုရင်လက်ထက်ကအဲ့ဒီလိုမြို့တွေကမြို့ဖြတ်တွေဖြစ်သွားတယ်ရွာတွေကလည်းရွာဖြတ်တွေဖြစ်သွားအဲ့ဒီလိုဖြစ်ရတာဟာဘာကြောင့်လဲလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကအတွင်းကြဖြေတာလူတွေမှာတဲ့အတ္တမရာဂဆိုတာတွေလွှမ်းလာတယ်တဲ့ဝိသမလောဘတွေဆိုတာနှိမ့်ဆက်လာတယ်တဲ့မိစ္ဆာဓမ္မဆိုတဲ့ဒီမှားရွံ့တဲ့အကျင့်တွေလွှမ်းမိုးလာတယ်အဲ့ဒါကြောင့်မို့လို့အစွမ်းတက်တဲ့လက်နဲ့တွေကင်ပြီးတော့လူတွေဟာစိတ်ထင်ရအကုန်လုံးကြဒါလည်းအကြောင်းတစ်ခုပဲတဲ့လူတွေအကျင့်ပြတ်တဲ့အခါကျတော့မိုးလေဝသကလည်းမမှန်ဘူးတဲ့မမှန်တဲ့အခါကျတော့မိုးခေါင်ရေရှားဖြစ်ပြီးတော့အစာရေစာရှားပါမှုဆိုတာလည်းကြုံရတယ်ဟောလူတွေအကျင့်ပြတ်လာတဲ့အခါကျတော့ဒီလူတွေရဲ့ဂုဏ်သိက္ခာကင်းမဲ့ပြီးကိုချင်းတရားပြပြလာတဲ့အခါကျတော့ဒီမကောင်းဆိုးဝါးတွေကလည်းအလွယ်တကူဝင်ရောက်ပြီးတော့နှိပ်စက်ကြတယ်အဲ့ဒီတုတ်တံမှာဒီလိုဟောတာဒါကတထန္တရကရဲ့ဒုဗိခန္တရကရဲ့အမနုဿန္တရကရဲ့လို့ဆိုပြီးတော့ဒီလိုကသုံးမှခြုံတွေ့နိုင်တယ်ဆိုတာဒီဟောတယ်နောက်တစ်ခုဘယတုတ်တံအမတ္တဗုဒ္ဓိကဘေးဆိုတာမြတ်စွာဘုရားလောကလူတွေကြုံတတ်တယ်တဲ့ဘာကြုံတတ်တုံဆိုရင်မိဘေးကြီးတက်တာကြုံတတ်တယ်ရေဘေးကြီးတက်တာကြုံတတ်တယ်နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်ဘေးသုံးမျိုးဆိုပြီးတော့မြတ်စွာဘုရားဒါတစ်ခေတ်တစ်ခါမှာမရှောင်မလွှဲနိုင်လောက်အောင်လူတွေမှာကြုံတယ်မြန်မာပြည်မှာလည်းပဲတစ်ချိန်တုန်းကကြုံခဲ့ပြီလေဘုန်းကြီးတို့လူဘဝရောက်တဲ့အချိန်1942မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်တယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အခါမြန်မာပြည်ကိုဂျပန်တွေဝင်လာဒါစစ်ဘေးစစ်တမ်းခံရတာပဲပေါ့အဲ့ဒီစစ်ဘေးစစ်တမ်းနဲ့တည်ဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမန္တလေးမြို့ကနန်းတော်ကြီးဆိုတာလဲဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ဆုံးရှုံးသွားတာဒီဘောမင်းတို့စုဖျားလက်တို့နောက်ဆုံးလှူသွားတဲ့မြတော်ကျောင်းကြီးဆိုတာလဲအဲ့ဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ပျက်စီးသွားအများကြီးဆုံးရှုံးနစ်နာသွားတာဒါစစ်ဘေးစစ်တမ်းခံရတာပေါ့နော်အဲ့တော့ဘေးဆိုတာရမယံခါဒီလိုကြုံရတတ်တာဒါတွေကခုနပြောသလိုကံလို့ပြောလို့မရဘူးအကုန်လုံးကံတော့ပါတာပေါ့တိတံကံလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့လူသားအလုံးခံရတတ်တာအဲ့ဒါမျိုးကြတော့တိတံကံလို့မပြောဘဲနဲ့ဝတ္တတေဝေသောဒေါသောတဲ့တဏှာဝတ်ထဲမှာဖြစ်ရခြင်းအပြစ်ပဲဟာဒီလိုချုံငုံပြီးတော့ပြောလိုက်တာနော်ဝဆင်းကလွတ်သွားရင်တော့ဒီလိုဒုက္ခတွေကြုံမှာမဟုတ်ဘူးမိဘေးကြီးတက်နေမိတွေလောင်နေဟိုမန္တလေးမျိုးဆိုခဏခဏအရင်တော့ကမိလောင်တာအလုံးကြုံနေကြတာဒီမိဘေးတက်နေဆိုဒါလည်းဆောက်เสียဘေးတစ်ခုဖြတ်စည်းမှုတွေကြီးကျယ်နောက်တစ်ခါရေဘေးကြီးတက်နေကဘာမှာလည်းကြားနေရတာပဲဟိုနာရေလွှမ်းဒီနာရေလွှမ်းရေကြောင့်ပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေဟောစစ်ဘေးစစ်တမ်းကြုံရတဲ့နိုင်ငံတွေကြုံနေတာပဲအဲ့ဒါလိုကြုံပြီးတော့ဒီယမယံခါအကန့်အသတ်နဲ့ဆိုတာလို့ယမယံခါကျတော့အကန့်အသတ်ဘောင်ကိုကျော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲအဲ့ဒါလိုကြုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့ဒါလိုဘေးမျိုးကိုဘယ်လိုပြောကြတော့ဆိုတော့တာအမိမကယ်နိုင်လောက်အောင်ကြီးမားတဲ့ဘေးကြီးတွေလို့သူတို့သတ်မှတ်ကြတယ်မိဘေးကြီးကြုံတယ်ရေဘေးကြီးကြုံတယ်တချို့မိသားစုရေမီးထဲပါသွားတယ်ရေထဲပါသွားစစ်ဘေးစစ်တမ်းထဲမှာ
တယ်လို့သိဆုံးသွားကြတယ်သားနဲ့အမိတကွဲတပြားဖြစ်ပြီးတော့သားကလည်းအမေကိုမကယ်နိုင်ဘူးအမေကလည်းပဲသားကိုမကယ်နိုင်ဘူးအဲ့ဒီလိုဘေးမျိုးတွေကြုံတယ်လို့မြတ်စွာဘုရားအဲ့ဒီသုတ်တံမှာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလောကမှာကြုံတွေ့ရတဲ့ဘေးတွေကိုအမာတာပုဒ္ဓိကသားနဲ့အမိတဦးနဲ့တဦးအပြန်လန်မကူညီနိုင်တဲ့ဘေးလို့သတ်မှတ်တယ်သို့တော့မြတ်စွာဘုရားကအဲ့ဒါတွေဟာကဲတင်ဖို့ဖြစ်နိုင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တဲ့တကယ်အမိနဲ့သားမကယ်နိုင်တဲ့ဘေးဆိုတာဒီဘေးကိုပြောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကစရာဘေးဗျာဒိဘေးမရဏဘေးတဲ့အဲ့ဒါတော့လုံးဝကိုမကယ်နိုင်တာပဲသိချာသို့တော့ပုရုဇဉ်တွေကတော့အိုးလာတာကိုဘေးလို့မထင်ဘူးနာတာကိုလည်းဘေးလို့မထင်ဘူးသေတာကိုလည်းဘေးလို့မထင်ဘူးပေါ့မြတ်စွာဘုရားကအဲ့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဘေးကိုလားဘေးလို့ဒီလိုဟောတာအဲ့တုတ်တယ်ကဲအခုကြည့်လိုက်မယ်ဆိုရင်ကကြီးသုံးပါးဆိုတာလောကကဘာလူသားတွေမှာရမယံခါကြုံတွေ့နိုင်တဲ့အခြေအနေဆိုးကြီးတွေဘေးဆိုးရန်ဆိုးကြီးတွေလို့ဒီလိုပြောတာနော်ကဲဒါဖြင့်ဒီလိုဘေးဆိုးရန်ဆိုးကြီးတွေဟာဘသူကြောင့်လောကမှာဘေးအန္တရာယ်တွေပေါ်ရထလဲလို့အဖြေရှာတဲ့အခါမြတ်စွာဘုရားကသုတ်တံတစ်ခုမှာဟောထားတယ်အဲမြတ်စွာဘုရားဟောထားတဲ့သုတ်တံအရာဆိုလို့ရှိရင်ယာနိကာနိစိဘိက္ခဝေဘယာနိဘာလာတောဥပ္ပစ္ဆန္တိနောပဏိတတောတဲ့လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူဆိုးကိုခုခေတ်လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့အထဲမှာလိမ်မာပြီးတော့မသိတတ်တဲ့လူလည်းလူမိုက်ပဲလိမ်တော့လိမ်မာတယ်မသိတတ်အသိဉာဏ်မရှိတဲ့လူဟာလည်းပဲလူမိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့မေးလို့ရှိရင်လုံးဝအသိဉာဏ်ကင်းမဲ့တဲ့နလဘိန်းတုံးတွေကိုလူမိုက်လို့ခေါ်တာပဲသူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဟောအကြောင်းအကျိုးအကောင်းဆုံးမသိဘူးမသိတဲ့အခါမှာသူတို့လှုပ်သမျှတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကားလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင်လူမိုက်ဆရာစကားနားမထောင်လူမိုက်ဆိုးသွမ်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်မဟုတ်ဘူးအဲ့ဒါလောက်တင်မကဘူးလူမိုက်ဆိုတာအဲ့ဒါကြောင့်မို့လူမိုက်ရဲ့အဓိပ္ပာယ်ကိုဖော်တဲ့အခါမှာတဲ့ဘယ်လိုအဓိပ္ပာယ်တွေပေးတုံလို့ဆိုဘာလဆိုတဲ့စကားလုံးမှာဘာဆိုတာနှစ်ကဏ္ဍကိုပြောတာလာဆိုတာကဖြည့်ဆည်းတယ်အကျိုးနှမျိုးကိုဖြည့်ဆည်းတယ်ပစ္စုပန်ဘဝအကျိုးလည်းဖြည့်ဆည်းတယ်နောင်ဘဝအတွက်အကျိုးလည်းဖြည့်ဆည်းတယ်ဆိုလိုတာကဒီဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်နောင်ဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်ပေါ့မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြည့်ဆည်းပြစ်သူနောင်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြည့်ဆည်းပြစ်သူအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပါဠိလို့ခေါ်တယ်တဲ့ဒါက definition တစ်ခုနောက်တစ်ခုကအကျိုးမဲ့နှမျိုးကိုရယူတတ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်ဘဝမှာအကျိုးမဲ့ဖြစ်တာနောင်တန်ရာမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကိုရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလပဲတဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကတော့ဘာလို့လဲဆိုရင်နှာခေါင်းကလေလေးထွက်လေဝင်လေလေးအသက်ရှူယုံရှူပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိပဲနဲ့အသက်ရှူယုံမြအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာလလို့ခေါ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲသူလုံးသမျှအများအတွက်ဒုက္ခတွေဖြစ်တတ်တယ်ပေါ့950ဇတ်ထဲမှာရှိတယ်လေသားမိ2ယောက်ဆံဖော့နေတယ်ဆံဖော့နေတဲ့အခါကျတော့အမေခေါင်းကိုမှက်ကဝင်ကြိုက်တော့
အမေလို့သူကငါသမီးငါနှစ်ဖူးမယ်မက်ကြီးတွဲနေတယ်မောင်းစမ်းမှဆိုတော့ဘာလို့တုံးဆိုရင်ချပွေးနဲ့ကောက်ပြီးနှစ်ဖူးထုသူကတော့မှက်ကိုထုတာပဲဒါပဲသေတော့အမေသေသွားတယ်မှက်ကတော့ပြန်သွားတာပေါ့သူ့ပဲအထုခံအဲ့ဒါလို့ဖြစ်မယ်ဆိုတာကိုမသိတာပြီးတော့မှငိုတဲ့သူ့အမေသေးသွားမှငိုရတယ်အဲ့ဒါမျိုးကိုဘာလာလို့ခေါ်တယ်အဲ့ဒါလို့မသိမိုက်မဲတဲ့ပုဂ္ဂိုလ်ဟာတခုလုံးလိုက်လို့ရှိရင်ဒုက္ခရောက်ဖို့ကြီးပဲဖြစ်တာမျိုးမင်္ဂလာတုတ်ထဲမှာဟောတဲ့အသေဝနာသဘာလနံဆိုတာအဲ့ဒါမျိုးတွေကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကလည်းဒီမှာဟောထားတယ်လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကလူသားတွေမှာဒါကြောင့်မို့ဏီတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်ဏီတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်လူမိုက်မိတ်ဆွေကိုမပေါင်းနဲ့လူမိုက်မိတ်ဆွေပညာရှိယန္တုကိုပေါင်းတာကောင်းသေးတယ်ပညာရှိတဲ့ယန္တုကလူမိုက်မိတ်ဆွေတွေပိုကောင်းတယ်ကောင်းကျိုးချမ်းသာဖြစ်စေနိုင်သေးတယ်လူမိုက်မိတ်ဆွေတော့မိတ်ဆွေပဲဒါပေမဲ့လူမိုက်ဖြစ်နေသည့်အတွက်ကြောင့်ဘာမှမသိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူကအန္တရာယ်ပို့ပြီးတော့ပေးတယ်လို့ဒီလိုဆိုတာဏိတိကျမ်းနေမှာမြတ်စွာဘုရားကလည်းဒီမှာဟောထားတာလောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလားကြောင့်ဖြစ်တာတဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့ဥပမာပေးတယ်မာရီပြောနေကြစကားတစ်ခုပေါ့အမိုက်ကစပြတ်သက်မီးလောင်ဆိုလောကမှာတန်ဖိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတန်ဖိုးမရှိတဲ့အမိုက်ပုံကနေစတာတန်ဖိုးမရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတန်ဖိုးရှိတဲ့တိုက်တဲ့အိမ်တွေကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်ဆိုးကြီးဟာတန်ဖိုးရှိတဲ့လူတွေပါသွားနိုင်တယ်ဒီလိုဆိုလိုတယ်နော်အဲ့ဒါကြောင့်မို့လို့ဘေးရန်အန္တရာယ်ဆိုတာဟာတန်တရားထဲမှာရှိနေလို့ရှိရင်တော့ကြုံနိုင်တယ်ဘယ်သူကြောင့်ကြုံတာတုံးဆိုရင်မြတ်စွာဘုရားလူမိုက်ကြောင့်ကြုံတာတဲ့မသိမလိမ္မာတဲ့ပုဂ္ဂိုလ်တွေကြောင့်အန္တရာယ်ဆိုတာဒီလိုပဲကြုံတတ်တယ်နောက်တစ်ခါလောကကြီးတစ်ခုဒီယောဂတွေများပြီးတော့ဘဝမှာအစင်မပြေဖြစ်တာတွေနဲ့ပတ်သက်ပြီးတော့လူသားတွေနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက်မှုရှိပုံကိုမြတ်စွာဘုရားကအတ္တမိကသုံးမှာဟောထားတာရှိသေးတယ်အမှန်တမ်းမှတ်သားစရာကောင်းတယ်ယမစကားမှာလည်းရှိတယ်လေဒါတွေကဒီလောကကြီးတစ်ခုလုံးဟာကြီးပွားတိုးတက်ဖို့ကြီးပွားတိုးတက်မှုမှလည်းပဲခေါင်းဆောင်အရေးကြီးတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြည့်ဘုရားကုံတော်ကိုးပါးထဲမှာတတ္ထာဒေဝမနုဿာနံဆိုတာရှိတယ်နတ်လူတို့ရဲ့ဆရာလို့တတ္ထာဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်တုံးလို့ဆိုတာကိုအထက်ကရာကျမ်းတွေကဘယ်လိုဖွင့်နှုံဆိုဆရာဆိုတာတပည့်တွေရဲ့လက်ရှိဘဝအကျိုးရရှိအောင်ဆောင်ရွက်ပေးနိုင်တယ်တမလွန်ဘဝအကျိုးရရှိအောင်လည်းဆောင်ရွက်ပေးနိုင်တယ်နောက်ဆုံးမှာနိဗ္ဗာန်ဆိုတဲ့အလွန်မွန်မြတ်တဲ့အကျိုးတရားကိုလည်းရအောင်ဆောင်ရွက်ပေးနိုင်တယ်ဒီအကျိုးစီးပွားတွေကိုရရှိလာအောင်အခြေအနေကောင်းတွေကိုဖန်တီးပြီးတော့ဆုံးမသွန်သင်ပေးတာမှာတကယ်ဆရာတာတတိအနုတာတတိဒီတတ္ထာဆိုဒီအဓိပ္ပာယ်နဲ့ဖွင့်တယ်နော်ဆုံးမတယ်ဆိုတာဘယ်လိုဟာတော့ဆိုရင်ဒီဘဝမှာရရှိနိုင်တဲ့အကျိုးတရားတွေရရှိစေနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။နောင်ဘဝမှာရရှိနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။အဲ့ဒါဘာလဲလို့ဆိုရင်ကြည့်လေမြတ်စွာဘုရားကသဗ္ဗပပတ္တအာကရဏအကုသိုလ်တွေကိုရှောင်ညာမလုပ်ကြနဲ့ကုသလတုပတ္တမရာကုသိုလ်စိတ်တွေကိုကုသိုလ်တရားတွေမိမိတို့တဏ္ဍာမှာပြည့်စုံအောင်လုပ်ကြသစိတ်တပရိယောတပနံကိုယ်စိတ်လေးကိုဖြူစင်အောင်ထားကြလို့ဆိုဒါအခြေအနေကောင်းတွေရအောင်ဖန်တီးပေးတာလောကမှာမတယ်ကဲတင်တယ်ဆိုတာစကားသာရှိတာတကယ်မတာမရှိဘူးမတာရှိမရှိဆိုတာကိုယ့်ကိုစဉ်းစားကြည့်
ကိုသားသမီးကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်လားစဉ်းစားကြည့်ပေါ့မိဘကသားသမီးကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်တာဘယ်အတိုင်းတာတုံးလို့မေးမယ်ဆိုရင်ပတ်စံအကုန်ခံပြီးတော့နိုင်ငံခြားပို့ရင်ပို့မယ်ကျောင်းကောင်းကောင်းထားပေးနိုင်တယ်ဆရာကောင်းကောင်းအပ်ပေးနိုင်တယ်ဒါပဲလုပ်နိုင်တာဒီတဲ့မိဘကကျောင်းကိုသားသမီးကိုပညာတတ်အောင်လုပ်မပေးတာဘာလုပ်ပေးတာတော့ဆိုတော့အခြေအနေကောင်းတစ်ခုဖန်တီးပေးတာပဲလေဖြစ်နိုင်တာဒါပဲအဲ့ဒီမှာကိုကကျောင်းကောင်းကောင်းထားပေးတယ်ဆရာကောင်းကိုအပ်ပေးတယ်သို့သောသူကမကြိုးစားဘူးဆိုပညာတတ်မဖြစ်ဘူးတချို့မိဘတွေဆိုနိုင်ငံခြားလွှတ်လိုက်တယ်ပညာတတ်ဖြစ်မလာဘဲနဲ့ပျက်စီးလာတာတွေလည်းရှိတယ်အဲ့တော့ဆိုလိုတာကမိဘကသားသမီးကိုပညာတတ်စေချင်တာကိုမလို့မရဘူးလို့အခြေအနေကောင်းပဲဖန်တီးပေးနိုင်တယ်ဆိုတာဒါထင်ရှားတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားကတတ္တဝါတွေကိုကဲတင်နေတယ်ဆိုတာအခြေအနေကောင်းပဲဖန်တီးပေးလို့ရတယ်အခြေအနေကောင်းပဲဖန်တီးပေးလို့ကိုယ့်အကိုလုံးကြဒါမှမြတ်စွာဘုရားအတ္တဟိအတ္တနောနာထောလို့ခေါ်တာဟာကိုယ်တိုင်မလုပ်လို့ဘာမရဘူးမြတ်စွာဘုရားကဘလို့အခြေအနေကောင်းတွေဖန်တီးပေးတော့ဆိုရင်ကြည့်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိတိဘုဒ္ဓောမြတ်စွာဘုရားဟာတတ္တဝါတွေတဏ္ဍာမှာအကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့အကြောင်းတရားတွေကိုဖြစ်ပေါ်စေပြီးတော့အကျိုးမဲ့ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုမဖြစ်အောင်နိလန်းဖော်ပြပေးပြီးတော့တတ္တဝါတွေကိုဒုက္ခမရောက်အောင်တားတယ်ဆိုလိုတာကဒါလှုပ်တဲ့နဲ့ဒါမလှုပ်တဲ့ဘူးဒါလှုပ်ရမယ်ဒါမလှုပ်ရလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားပြီးတော့မြတ်စွာဘုရားဒါကိုတော့ရှောင်ညဒါကိုတော့လှုပ်ကြတယ်ဆိုအခြေအနေကောင်းတစ်ခုဖန်တီးလမ်းညွှန်ပေးတာပဲရှိတယ်ဘုရားလမ်းညွှန်ပေးတာအဲ့တော့ကိုယ်တိုင်လိုက်နာကျင့်သုံးမှုမပြုတဲ့ပုဂ္ဂိုလ်ဟာဒီအကျိုးကျေးဇူးတွေမရနိုင်ဘူးဒီလိုဆိုလိုတာပေါ့နော်အေးဒါကြောင့်မို့လို့ဒီအခြေအနေကောင်းတစ်ခုဖန်တီးပေးနိုင်တဲ့အနေအထားတစ်ခုပဲရှိတယ်မြတ်စွာဘုရားကဒါတချို့ကကဲတင်တယ်ဆိုပြီးတော့ကဲတင်တဲ့ဘုရားကိုကိုးကွယ်ခြင်းတယ်တကယ်ကယ်လို့ရလားကယ်လို့မရလို့အားကိုးရမှားသွားမှာပဲရှိတယ်ဟောအေးဒါကြောင့်မို့လို့အခုဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့တရားတွေကိုဘုန်းကြီးတို့တွေဟာဒီလူလောကနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်မှုရှိပုံတွေကိုတုတ်တန်တစ်ခုမှဘယ်လိုဟောထားတော့လို့ဆိုဒါလည်းအမြဲတမ်းတတိထားစရာကောင်းတယ်ပေါ့အမြဲတမ်းတတိထားစရာကောင်းတယ်အဋ္ဌမိကတုတ်တဲ့အဋ္ဌမိကတုတ်မှာမြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုအခြေအနေတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့လာတယ်ဆိုတာကိုရှင်းပြတယ်ဒါဟုတ်မဟုတ်ကိုယ့်ဘာကိုစဉ်းစားကြည့်ပေါ့အခြေအနေတစ်ခုကဆက်သွယ်လာတိုင်းပြည်တစ်ပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကျတယ်အဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနိလန်းကြကိုချင်းတရားမဖောက်ဖြစ်ပဲနဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရားပြက်ပြားပြီးတော့ဒီတရားနိလန်းမကြတော့ဘူးဖောက်ဖြက်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းတွေကိုချင်းတရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင်မင်းမှုတန်းကိုချင်းတရားပြက်ပြားမင်းမှုတန်းကိုချင်းတရားပြက်ပြားရင်ဘယ်သူတွေကိုချင်းတရားပြက်ပြားတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားလာအဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားပြီဆိုရင်တဏ္ဍာလုံးကိုချင်းတရားပြက်ပြားတယ်ခွင်းဆက်ပဲဒါရှောင်ရှားလို့မရအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတအုပ်သွားတဲ့အခါမှာတဲ့ရှေ့ဆောင်နွားလားကဖြောင်းဖြောင်းသွားလို့ရှိရင်နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်
ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာထောက်မြောက်မသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့ဒီမှာတပ္ပံရထံဒုက္ခံသေတိရာဇာစေဟောတိအထံမိကောတဲ့တန်ကြီးအုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုဟောတာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအတ္တမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခလဲလူနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက်အခုလို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေတယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမှုရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကကိုကျင်တရားပြပြလာတယ်နောက်ဆုံးတိုင်းသူပြည်သားအလုံးကိုကျင်တရားပြပြလာတယ်တဲ့အဲ့ဒီလိုပြပြလာလို့ရှိရင်ဒီတင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလိုဖြစ်တဲ့အချိန်မှာဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူကြီးကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိလာရီနေရီဒီစัจ java လာတစ်ခုမှလှက်ပတ်ပြီးတော့နေတဲ့အနေအထားတွေကပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုခုလည်းပြောကြတာပဲလေဂျိုကြီးကဘယ်ရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်เนาะလမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လာရီနေရီဟာသွားနေကြလမ်းကြောင်းမဟုတ်ပဲနဲ့လမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လာရီနေရီလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင်နက္ခတ္တိတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြက်ပြားမှုကနေပြီးတော့ဆက်နွယ်လာတာဩလာရီနေရီလမ်းကြောင်းလွဲသွားတဲ့အခါမှာနက္ခတ္တယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက္ခတ္တယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေ့တွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့ဒါဖြင့်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တဘာဝကြီးဟာလွဲချော်ကုန်အခုခေတ်မှာတော့ပိုဆုံးလွာပါလို့ဘာဖြစ်လို့ဒီပြင်အကြောင်းနေတာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်နော်လူတွေဖြည့်ဆည်းလို့တဘာဝပတ်ဝန်းကျင်ပျက်စီးလာဖြည့်ဆည်းတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတ္တမထင်ရှားတာပေါ့နော်အဲ့တော့လာတွေဒီရက်လတွေအခြေအနေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေအထားတွေလည်းပြောင်းလဲကုန်တယ်တဲ့အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလမ်းကြောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေအထားနဲ့တော်တော်ကွဲလွဲသွားတယ်အခုလေတိုက်ပုံတွေကတော်တော်ကိုကွဲလွဲသွားတယ်နော်တော်တော်ကွဲလွဲသွားပြီအဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုကောင်းကင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းကင်မှာသူတို့ဗိမာန်တွေရှိတယ်အဲ့တော့လေလန်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာလှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာတယ်တဲ့ဒါတမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာသိတဲ့အချိန်ကိုမရွာဘူးမရွာသိတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကိုလူတွေကဖျက်ဆီးလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ္ပံဆရာတွေမသိနိုင်သူတို့သိနိုင်တာဘာလို့ဆိုတောတွေတောင်တွေခုတ်လို့ဘာလှုပ်လို့ညာလှုပ်လို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုခုကထောက်ပြတယ်
တမန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြတ်လာလို့ရှင်ဒီလိုအခြေအနေတွေကိုဆိုက်လာတယ်တဲ့အဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာသီးနှံလူတွေကဒီသီးနှံကိုစားကြအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေဟာမမှန်မကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေရုပ်လျော့သွားတဲ့သီးနှံတွေကိုစားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂါတွေထူပြောလာတယ်အားလုံးမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထိအောင်ခုလိုတစ်ခုနဲ့တစ်ခုခွင်းဆက်ပဋိစ္စသမုပ္ပါလိုပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောဒါအလွန်တရာမှမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကိုကြည့်အမြဲတမ်းအန္တရာယ်များတဲ့အစာအာဟာရတွေဖြစ်လာငပြောသီးတောင်ဆေးတို့ပြီးတော့မှဲ့တာတို့တရက်သီးလည်းဆေးတို့ပြီးတော့မှဲ့တာတို့နော်ဖယဲသီးဆိုတာတောင်မှပဲဆေးတို့လိုက်ရင်ရဲသွားတယ်ဖယဲသီးအကုန်လုံးဟာဆေးနဲ့လွတ်တာအမတန်မှရှာတယ်တချို့ကလည်းမသိကြတကယ်တော့အဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုတာသိချတယ်ဒီဟင်းညွန့်မုံလေးပါလေးစားတာဒါအဲ့ဒီတက်ကိုကြီးမားသွားပြီအခုဟာဟင်းညွန့်မုံကဒါတွေနဲ့ဆိုင်ရင်နည်းနည်းတော်မလို့ပြောတယ်အခုဟာပိုဆိုးသွားတယ်နော်ပိုဆိုးသွားတယ်တီးနှံတွေကိုဆေးဖြန်းလိုက်တယ်ဝင်းဝါပြီးတော့မဲ့သွားတယ်ဒီဆေးတွေကအစိတ်တွေပဲလေအဲ့တော့အခုဆိုကြားရတယ်ဗာကြားတော့ဆိုလူတွေကကျမ်းမာရေးကောင်းတယ်လို့တဆင့်ပြောရင်လူဆိုတာကကျမ်းမာခြင်းညတာဒါသဘာဝပဲပေါ့ငကမောက်သီးစားရင်ကျမ်းမာတယ်ကျမ်းမာရေးအတွက်ကောင်းတယ်လို့ကိုလူကပြောဒီလူကပြောအဲ့ဒီငကမောက်သီးကအဖြူနဲ့အနီနှစ်ခုရှိတယ်အနီဆိုလို့ရှိရင်ဈေးပိုပေးရတယ်သူကပိုကျမ်းမာရေးကောင်းတယ်လို့ပြောတော့ဘာလို့လဲငကမောက်သီးအနီတွေကဆေးဆိုးတာဖြစ်လာဒါတကယ်ကိုပြောတာနော်တကယ်အဲ့လိုဖြစ်လာစားစရာကိုလောကကြီးမှာမရှိတော့အောင်ဖြစ်လာခုဟာဆေးမဆိုးတဲ့အစားအစာဆိုတာတော်တော်ရှားသွားပဇွန်ကြောင့်လည်းဆေးဆိုးတာပဲပဲလည်းဆေးဆိုးတာပဲအကုန်လုံးဟာဒီဆေးနဲ့လွတ်ကင်းတာအမတ္တမရှားတယ်အလုံးသိကြတယ်လက်ဖက်ဆိုလည်းပဲအယောင်လေးလှအောင်ဆေးဆိုးတာပဲအကုန်လုံးဒီဆေးဆိုးထားတဲ့ဆေးတွေဆိုတာဟာလူရဲ့ခန္ဓာကိုယ်နဲ့တင့်တော်တဲ့စားလို့ရတဲ့ဆေးမှမဟုတ်တာပဲတော့အဲ့ဒါလို့လူလောကကြီးဟာလွန်ကျွံဖြစ်တဲ့လောဘတွေလူတွေမှာကိန်းလာတဲ့အခါကျတော့စားစရာအစာအစာတွေဟာအန္တရာယ်ဖြစ်စေတဲ့အရာတွေဖြစ်လာတော့ဒီကနေ့ခေတ်ဒီအစာအစာတွေခန္ဓာကိုယ်ထဲရောက်သွားလို့ရှိရင်ဘယ်ကိုဒုက္ခပေးတုံဆိုရင်အသေးနဲ့ကြောက်ကပ်ကိုသွားဒုက္ခပေးတာဘာဖြစ်လို့တော့ဆိုအစာအစာမှန်သမျှအသေးနဲ့ကြောက်ကပ်ကိုသွားတာဟုတ်သူကကြောက်ကပ်ကအသေးကတန့်စင်ပေးရတယ်ဟောကြောက်ကပ်ကတန့်စင်ပေးရတယ်ဟောဒီတကူကဒီသူတို့နဲ့မတည့်တဲ့ဓာတ်တွေကြတော့အလုံးမလုံးနိုင်ကြတော့အလုံးမလုံးနိုင်တော့အသေးယောဂဖြစ်တယ်ကြောက်ကပ်ယောဂဖြစ်တယ်ဒီကနေ့ခေတ်မှာအဲ့ဒါတွေပိုများလာတော့လောကကြီးဟာဒါပျက်စီးဖို့ရအကြောင်းတရားတွေပဲလို့ဒီလိုပြောရမှာပဲပျက်စီးဖို့အကြောင်းရအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအတ္တမိကတုတ်ကိုဟောလိုက်တာဒါတနိုင်ငံတိုင်းဖြစ်တာမဟုတ်ဘူးနိုင်ငံတကာမှာဖြစ်နေတဲ့ကိစ္စတွေကိုပြောပြနော်လောကမှာအတုလောက်တာတွေကလည်းအမှန်တမ်းများတယ်အစားအစာတွေအတုလောက်ဟောအမေရိကန်နိုင်ငံတို့တောင်မှပဲကြည့် fertilizer free ဆိုတဲ့ဆိုင်ကတတ်ရှိဈေးကြီးပေးဝယ်စားကျန်တာတွေက fertilizer တွေနဲ့လောက်ထားတယ်ဓာတ်မြေဩဇာတွေထည့်ပြီးတော့ဒီကြည့်လိုက်လို့ရှင်အလုံးကြီးတွေချောအောင်လှအောင်လုပ်ထားဘာကအဆုံးဖြတ်ပေးသွားတာတော့ဆိုရာသီဥတုနဲ့အာဟာရအဆုံးဖြတ်ပေးတာအဲ့တော့ရာသီဥတုကညံ့လာပြီဆိုလို့ရှိရင်ညံ့တဲ့ရာသီဥတုပေါ်မှာမှီပြီးတော့စိုက်ရတဲ့သီးနှံတွေကလူရဲ့ခန္ဓာကိုယ်ကိုထိန်းနိုင်စွမ်းနေနဲလာတယ်
အခုထိန်းနိုင်စွာနဲတဲ့အစာအာဟာရတွေပေါ်မှာထပ်ဆင့်ပြီးတော့အစိတ်တွေတင့်နေဆိုပိုဆိုးလာတာပေါ့ဒီလိုဆိုလို့တာနော်အစိတ်တွေကထပ်ပြီးတော့ပိုးလာငကောမှာယာတိဥဒုမမှန်လို့အစာအစာတွေကဒုက္ခရောက်ရတဲ့ထဲမှာဟိုအစာအစာတွေရဲ့ဒီစွမ်းဆောင်မှုကအားပြော့သွားတဲ့အထဲမှာတခါကယ်မီကယ်ဆိုတဲ့ဒီအစိတ်ဓာတ်တွေနဲ့ပြန်ပြီးတော့လုံးလိုက်တဲ့အခါကျတော့လူတွေကဒုက္ခရောက်ပေါ့အသက်ကပိုးတူဖို့ဖြစ်လာတယ်ပေါ့အဲ့တော့ဒီအန္တရာယ်တွေအားလုံးဟာဘု து ကြောင့်ဖြစ်တာတော့ဆိုမြတ်စွာဘုရားဟောရင်လူမိုက်တွေကြောင့်ဖြစ်တာတဲ့လူမိုက်တွေကြောင့်ဖြစ်တာအဲ့တော့အလွန်ကြောက်စရာကောင်းတယ်ဒီအန္တရာယ်တွေကလွတ်မြောက်ဖို့အတွက်ဘုန်းကြီးတို့တွေဘာလုပ်ရမလဲဆိုတာမြတ်စွာဘုရားနိလန်းပေးထားတာနောက်ရက်ကျမှဆက်ပြီးတော့ရှင်းပြမယ်နော်အန္တရာယ်ဆိုတာဒါကြောင့်မို့လို့အခုကတ်ကြီး၃ပါးကြော်လွှားရေးဆိုတာဒီလူတွေဟာလူဘဝရထားရင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဒီကတ်ဆိုတာလည်းဖြစ်ပေါ်လာနိုင်တယ်အန္တရာယ်ဆိုးကြီးတွေလည်းဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာလူတိုင်းဟာဒီအန္တရာယ်တွေကိုကြောက်ထားကြည့်ပဲအဲ့တော့ကြောက်လို့ရှိရင်ဒီအန္တရာယ်တွေကလွတ်မြောက်တဲ့နီလန်ရှိသလားလို့ဆိုတာမြတ်စွာဘုရားကဟောထားတာရှိတယ်ပေါ့နော်အဲ့ဒီလွတ်မြောက်စေတတ်တဲ့နီလန်အတိုင်းလိုက်နာကျင့်သုံးမှနောက်ဆုံးကြတော့ဘုန်းကြီးတို့တွေတန်တရားဝကလွတ်ပြီးတော့နိဗ္ဗာန်ရမှသာလျှင်ဘေးဆိုးရန်ဆိုးအန္တရာယ်ကတ်ဆိုးကြီးတွေကလုံးဝလွတ်မှာလို့ဒီလိုကိုယ်စီသဘောကျပြီးတော့ထိုအဆိုးတွေထဲမှာမိမိကိုယ်တိုင်မပါရအောင်ဒီတဲ့ဆိုးတဲ့အဆိုးကပါလဲလို့ဆိုရင်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေလွှမ်းမိုးခြင်းကဒီတဲ့ဆိုးတယ်လို့ကိုယ်စီကိုယ်တဏ္ဍာမှာအကုသိုလ်တရားတွေလွှမ်းမိုးခြင်းမခံရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကတိတုံးမှာကြော်လွှားခြင်းအပိုင်းနဲ့ဘဝတန်တရားရှင်းလင်းနေရတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းတွေ့တယ်လို့အဆိုးဆိုတာလည်းပဲတွေ့ကြုံရစမြဲဒါလောကရဲ့တပတာလို့ပဲပြောကြရမှာဘဝတစ်ခုမှာကံကောင်းတဲ့အလှည့်နဲ့ကြုံလို့ရှိရင်မြည်သည့်အခက်အခဲမြည်သည့်အနှောင့်အယှက်မြည်သည့်အန္တရာယ်မကြုံပဲနဲ့ဘဝတစ်ခုဟာအေးချမ်းချမ်းဖြတ်သန်းသွားရတဲ့အခါရှိတယ်လို့ပဲကံဆုံးမှုမောင်ကြပြီးတော့ဘေးဆိုးကံဆိုးအန္တရာယ်မျိုးတွေကြုံတွေ့ရတဲ့အလှည့်ဆိုတာလည်းရှိကြတယ်အခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း80ဟိုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်80ဟိုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်တွေကဒုတိယကမ္ဘာစစ်ကြီးနဲ့ကြုံတွေ့ခဲ့ကြရတယ်ဘေးဆိုးကဆိုးတွေနဲ့ကြုံတွေ့ကြရတယ်မင်းမင်းကြီးရဲ့နောက်ပိုင်းအေးချမ်းနေတဲ့အချိန်ပိုင်းကာလမှာဆိုလို့ရှိရင်ကမ္ဘာကြီးတစ်ခုလုံးစစ်ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမကြုံကြရပဲနဲ့အေးချမ်းတဲ့အနေအထားမျိုးလေးကိုရရှိတယ်ဒီမရဏပူရမျိုးတော်ကြီးကိုတည်ထောင်သွားတဲ့ဘုရောမင်းတရားကြီးလက်ထက်မှာဆိုလို့ရှိရင်နှစ်ပေါင်းတော်တော်ကြာအောင်မြန်မာနိုင်ငံမှာအေးချမ်းသာယာပြီးတော့ဘာကူမှအခက်အခဲမရှိပဲနဲ့လူတွေဟာအေးချမ်းတဲ့ဘဝခရီးကိုဖြတ်သန်းကြရတယ်ဆိုတာရာဇဝင်ကိုကြည့်လိုက်လို့ရှင်သိအနှစ်ပေါင်း20ကျော်30နီးပါးအုပ်ချုပ်ပြီးတော့မရပူရရွှေမြို့တော်ကြီးကိုတည်ထောင်ပြီးတော့ဘောရမင်းတရားကြီးအုပ်စိုးသွားသို့တော့နောက်ပိုင်း3နှစ်လောက်နောက်ဆုံး3နှစ်ဘောရမင်းတရားကြီးအုပ်ချုပ်လို့နောက်ဆုံး3နှစ်အချိန်ပိုင်းရောက်တဲ့အခါမှာကံမကောင်းအကြောင်းမလားလို့ပြည်သူတွေဟာဗာနဲ့ကြုံရရလဲလို့ဆိုရင်မိုးခေါင်ရေရှားခြင်းလို့ဆိုရဲကတ်ဆိုးကြီးနဲ့ကြုံရတယ်လို့ဆိုတာကြာဆိုရင်ဒီအရာသိရအဲ့ဒီအချိန်မှာ
စာဝတ်နေရေးဒုက္ခတွေကြုံကြရတယ်ပေါ့နောက်ဆုံး3နှစ်လောက်ဘုရားမင်းတရားကြီးနတ်ရွာဆံသွားတဲ့အခါမှာဘာကြီးတော်လို့ခေါ်တဲ့စကိုင်းမင်းနန်းတက်လာဒါဘိုးတော်တို့ဘာကြီးတော်တို့ဆိုတဲ့ဒီနာမည်တွေကဘယ်သူအနေနဲ့ခေါ်ပြီးတော့သုံးဆွဲတဲ့နာမည်တွေလဲလို့ဆိုမင်းတို့မင်းကြီးကနေခေါ်တဲ့နာမည်တွေပေါ့ကြာဆိုရင်မှလည်းပဲအဲ့ဒီလိုမှတ်တမ်းတင်လိုက်တယ်မင်းတို့မင်းနဲ့အဘိုးတော်လို့ဘိုးတော်ဘာကြီးတော်လို့ဘာကြီးတော်ဒီလိုခေါ်ခဲ့တာကျန်တဲ့လူတွေတော့အဘိုးမတော်ပါဘူးဘာကြီးလည်းမတော်ပါဘူးအဲ့ဒါလို့စကိုင်းမင်းဘာကြီးတော်နန်းတက်တဲ့အခါမှာနန်းတက်မိန်ကွန်းသူမိန်ကွန်းပြောတာရှိတယ်ဒါဆိုရင်လည်းမှတ်တမ်းတင်ထားတဲ့သူမိန်ကွန်းထဲမှာသူပြောတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရားမင်းတရားကြီးရဲ့နောက်ပိုင်း3နှစ်မှာတိုင်းပြည်ဟာရှားရှားပါပါဖြစ်ပြီးတော့လူတွေဆင်းရဲဒုက္ခအနည်းငယ်ရောက်ကြတယ်ဆိုတာသိရတယ်ပေါ့သူကဘယ်လိုနန်းတဲ့မိန်ကွန်းထဲမှာဘာတွေထက်သွင်းပြောတော့ဆိုငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္တာကိုမျက်မှောက်မကြိုးကြတဲ့ဆိုတဲ့စကားထည့်ပြောထားတာရှိဒါဆိုရင်ဖတ်ကြည့်ရင်ဒီစကားလုံးလေးတွေတွေ့ရပြည်သူဗန္တာကိုမျက်မှောက်မကြိုးကြတဲ့ဆိုပြီးတော့စီမံအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ဆက်ပြောထားတဲ့စကားဟာငါရဲ့လက်ထက်မှာတဲ့3နှစ်3မိုးအခွန်နေအကောင်စားမရှိစေရနေပြီးတော့လုံခြုံမှုအတွက်အထက်မင်းကွန်ကင်းနဲ့အောက်ကြောက်တလုံးကင်းဒီနှကင်းကိုသာထားပြီးတော့လုံခြုံရေးကိုစီမံကြစေအကောင်စားမရှိစေနဲ့လို့ဒီလိုနန်းတဲ့မိန်ကွန်ထဲမှာထက်သွင်းပြောထားတာကိုထောက်ထားကြည့်လို့ရှိရင်ပြည်သူတွေခက်ခဲတွေ့နေတဲ့အချိန်မှာအခွန်နေကင်းလွတ်ခွင့်ပြုခဲ့တယ်ဆိုတာရှားစွယ်ထဲမှာထင်ရှားရှိတယ်ဒါကဘာကြီးတော်နန်းတဲ့မိန်ကွန်းမှာပါတဲ့စကားရကလေးတွေပေါ့အဲ့တော့ဆိုလိုတာပြောချင်တာကဘယ်ခေတ်ပဲဖြစ်ဖြစ်ဘယ်ကာလပဲဖြစ်ဖြစ်တခါတရံကံမကောင်းအကြောင်းမလာတဲ့အခါကျတော့ဘေးဆိုးကတ်ဆိုးအန္တရာယ်မျိုးဆိုတာကြုံရတတ်တယ်အများအားတော့ကြုံတာမဟုတ်ဘူးအဲ့ဒါလို့ကြုံရပြီဆိုလို့ရှိရင်မိုးအောင်မြေပြင်မှာရှိကြတဲ့တရားတွေအားလုံးဟာကံတူအကျိုးပေးဆိုတာလို့ခံကြရတယ်အဲ့ဒီတည်းမှာပို့ပြီးတော့ကံမကောင်းအကြောင်းမလာတဲ့ပုဂ္ဂိုလ်တွေဟာအသက်ဆုံးရှုံးမှုထိအောင်ရောက်သွားကြတယ်ကံကောင်းအကြောင်းလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘေးဒုက္ခဆိုးတွေကလွတ်မြောက်ပြီးတော့ချမ်းသာဒုက္ခရောက်ကြတာတွေလည်းရှိတယ်အဲ့တော့ချမ်းသာဒုက္ခရောက်ဖို့ရအတွက်ဘာတွေလုပ်အောင်ဘေးဒုက္ခဆိုးကလွတ်မြောက်ဖို့အတွက်ဘာတွေလုပ်သင့်နေလဲဆိုတာဘေးဒုက္ခဆိုးတွေကဘာဖြစ်လို့လူလောကမှာမကြမကြာကြာရောက်လာတတ်တယ်လေလို့ဒီလိုလဲမေးခွန်းထုတ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ခေတ်အကြောင်းကိုလေးလာနေကြတဲ့ပုဂ္ဂိုလ်တွေဆိုပါတော့ယာတိဥရုလေးလာတဲ့ပုဂ္ဂိုလ်အဘာဝပတ်ဝန်းကျင်လေးလာတဲ့ပုဂ္ဂိုလ်တွေကယာတိဥရုသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအခြေအနေတွေရလူတွေဟာဒုက္ခရောက်ကြတယ်လို့ဒီလိုဖြေထုတ်ကြဒါလည်းမကင်းနိုင်တဲ့အကြောင်းတရားတွေပဲလို့ပြောရအောင်မြတ်စွာဘုရားကတော့အဲ့ဒီအကြောင်းတရားတွေရဲ့အကြောင်းတရားကိုထောက်ပြတယ်လို့ဘုန်းကြီးတို့တွေနားလည်ရတယ်မြတ်စွာဘုရားကဟောပြီဆိုလို့ရှိရင်ထပ်ပြီးတော့အကြောင်းရှာစရာမလိုအောင်မူလအကြောင်းရင်းကိုဟောကြားလိုက်ရှိတယ်အဓိကအကြောင်းရင်းကဘာလဲလူသားတွေနဲ့တဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်
မိုးလေဝသမကံဖြစ်ပြီးတော့အစာရေစာခေါင်းမရတယ်ဆိုတဲ့အကြောင်းတရားဟာမဟုတ်ဘူးလားဆိုဟုတ်တယ်ဒါဖြစ်လို့သဘာဝပတ်ဝန်းကျင်တွေပျက်စီးရတယ်လေဘာဖြစ်လို့မုတ်ခေါင်ရေရှားဖြစ်ရတယ်လဲဆိုထပ်ဆင့်ပြီးတော့ရှင်းဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအကြောင်းရှင်းပြမြတ်စွာဘုရားရှင်းပြတဲ့အကြောင်းဟာပို့ပြီးတော့အတွင်းကျ internal condition internal cause လို့ခေါ်အတွင်းကျအကြောင်းတရားတွေကိုမြတ်စွာဘုရားထောက်ပြနေရှိမနေ့ကပြောခဲ့တဲ့ပါလောကသုတ်လောကကြီးဘာကြောင့်ပျက်စီးတယ်လဲဆိုတဲ့ပါလောကသုတ်မြတ်စွာဘုရားကလူသားတွေရဲ့ခွချင်းတရားပြပြမှုအခြေအနေတစ်ခုအဲ့သုတ်တံမှာဦးစားပေးပြီးတော့ဟောထားတယ်လူတွေဟာအတ္တမရာဂနှိစ္စခံရတယ်အတ္တမရာဂတွေလွှမ်းမိုးနေတယ်ဝိသမလောဘတွေချီးဆိုးနေတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့မှားရွေးတဲ့အကျင့်တရားတွေလူတွေပါလွှမ်းမိုးထားသည့်အတွက်ကြောင့်အခြေအနေဆိုးတွေဖြစ်ပေါ်ပြီးတော့လာခဲ့တယ်လို့ဘာပဲဖြစ်ဖြစ်ဒီအခြေအနေတွေဖြစ်ပေါ်လာတာဟာတော်တော်များများလိုက်ကြည့်လို့ရှင်လူတွေလှုပ်တာပဲလူတွေလှုပ်တာကိုလူတွေခံကြရတာပေါ့ခုကြည့်လေသဘာဝပတ်ဝန်းကျင်ပျက်စီးတယ်ဆိုတာသူကပျက်စီးတာမဟုတ်ဘူးလူတွေပျက်စီးတာအဲ့တော့ဘာဖြစ်လို့ပျက်စီးတာတော့ဆိုလောဘကြောင့်ပျက်စီးကြတယ်ပေါ့လောဘကြီးပြီးတော့မိမိစားလောက်ရုံအနေထားတယ်မကပဲနဲ့လောဘကြီးပြီးစီးပွားဥစ္စာတွေရှာကြဖြတ်ကြပြုချရတဘာဝပတ်ဝန်းကျင်တွေပျက်စီးပြီးတော့ဒါလည်းသေချာစဉ်းစားကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့အနှစ်60လောက်ကသူများဘဝအတာထားဘုန်းကြီးတို့ကိုယ်တွင်းမြင့်မြင့်ဘဝလေးတစ်ခုပြောပြမယ်ဆိုဘုန်းကြီးတို့အရဒေသမှာလွန်ခဲ့တဲ့အနှစ်60ဟိုဘက်ကဒုတိယကမ္ဘာစစ်မဖြစ်ပြီးနဲ့ဒုတိယကမ္ဘာစစ်ဖြစ်ပြီးတော့နောက်ပိုင်းအခြေအနေလေးကိုပြောမယ်ဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်ကတော့အမှန်တမ်းအခြေအနေဆိုးပါတယ်နောက်ပိုင်းမှာလည်းပဲရောင်စုံသဘုံတွေနဲ့မြန်မာပြည်မှာအခြေအနေဆိုးတယ်နောက်ဆုံးငြိမ်းချမ်းသွားတဲ့အချိန်ပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီရတ္တိတကလူတွေဟာမန္တလေးမြို့နဲ့မိုင်90လောက်သာကွာဝေးတဲ့စင်ကူးမြို့နယ်ကရွာတရွာမန္တလေးမြို့နယ်ဟာမိုင်90လောက်ပဲဝေးတယ်သို့တော့မြေချောင်းခရီးဆိုတော့တနေကုန်သွားကြရတော့အဲ့ဒီရွာမှာမြို့ရောက်ဖူးတဲ့လူဆိုတာအလွန်နည်းတယ်တစ်တလုံးကိုရွာမှာပဲအေးချမ်းချမ်းနေပြီးတော့လောက်ကင်စားတော့သွားကြလောက်ကင်စားတော့သွားတော့ရေလွှမ်းတဲ့အရဒေတာရေနုကျွန်းပေါ်ဖြစ်တော့လူတွေဟာမိုးရင်းကာလရေလွှမ်းနေတဲ့အချိန်မှာဆိုရင်အားနေကြဝါရင်းကာလဆိုဥပုသ်ဆောင်ကြတယ်ဘာအလုံးမှမရှိဘူးတောင်ရုပ်တက်ပြီးတော့ခင်းကလေးပါလေးစုတဲ့အလုပ်ပဲရှိတယ်ရေတွေကျသွားလို့ဆောင်းကာလဆောင်းရာသီဝင်တော့မယ်သတင်းကြိုတဆောင်ပုံးရာသီရောက်လာပြီဆိုတဲ့အချိန်မှာထွန်ရက်စိုက်ပျိုးကြထွန်ရက်စိုက်ပျိုးပြီးတပေါင်းတစ်ခုဆိုလို့ရှိရင်ကိုင်းသိမ့်လိုက်ကြဒီတတိပဲလုပ်တယ်အေးချမ်းချမ်းနေကြအသုံးဆွဲဆိုတာလည်းအမှန်တမ်းနည်းတယ်ဘာမှမရှိဘူးရေနွေးတောက်ချင်မြေအိုးနဲ့တည်ပြီးတော့တောက်ကြဘုန်းကြီးကျောင်းဆွန့်ပို့လို့ရှိရင်လေပြီးတဲ့ဘုန်းကြီးကျောင်းကိုခင်းတအိုးဆွန့်တအိုးမြေအိုးလေးတွေနဲ့ချက်ပြီးတော့ပို့ဓာဝဋ္ဌာညိုင်းဆိုတာလည်းအဲ့ဒီခေတ်ကမရှိသေးဘူးအဲ့တော့လောကမှာလိုအပ်ချက်လူတွေရဲ့လိုအပ်ချက်အဲ့ဒီအချိန်ဘုန်းကြီးတို့မှတ်မိတယ်များဆိုအလုံးကိုနဲတယ်ရေဒီယိုမရှိဘူးကက်ဆက်မရှိဘူးရကော်ဒါမရှိဘူး MP3 မရှိဘူးခုကဲ့လိုတယ်လီဗီရှင်းတွေမရှိဘူးဓာတ်ဘူးတွေမရှိဘူးအဲ့တော့လူတွေမှာ
ကုန်ကြစရိတ်ဆိုတာဘာမှမရှိအဝတ်တောင်မှတခါတရံကိုယ့်အိမ်မှာချက်ခုတ်ချက်ကန်းလုပ်ငန်းကလေးတွေတနိုင်တစ်ပိုင်းမိသားစုဥပုသ်ဟာလေးတွေရှိတယ်ထူးထူးဆန်းဆန်းဆိုတာသိပြီးတော့မသိကြမြို့လေရောက်ဘူးတဲ့လူအလွန်နဲ့အဲ့ဒါလို့အေးချမ်းချမ်းနဲ့နေသွားကြတဲ့လူတွေဟာဒီကနေ့ခေတ်ကြတော့လူအချက်တွေကအလွန်များလာကိုယ်အိမ်သားလေးကလူကတယ်လီဗီရှင်းရှိရင်ကိုယ်ကလည်းရှိချင်လားကိုယ်အိမ်သားကမော်တော်ဆိုင်ကယ်ရှိရင်လည်းရှိချင်လားအမျိုးစုံအသုံးဆွဲတွေကများလာတဲ့အခါကျဒီကနေ့လူငယ်တွေလူရွယ်တွေဟာကိုယ်ရရွာမှာမနေကြတော့ပဲနဲ့တနေ့တည်းထွက်ပြီးတော့ရွှေတွင်တူးတဲ့လူကတူးစီးပွားရှာကြတာပေါ့မြို့တက်ပြီးအလုံးလုံးတဲ့လူကလုံးနိုင်ငံခြားသွားတဲ့လူကသွားတယ်နောက်သလားဆိုတော့မလောက်ဘူးဖြည့်လို့စီးလို့မပြည့်နိုင်ကြဘူးဒီအနေထားမျိုးရောက်ဒါဘုန်းကြီးတို့နှိုင်းရှင်ကြည့်ဖို့ပြောပြနော်လူတွေမှာဖြည့်စည်းလို့မဆုံးနိုင်ဖြည့်စည်းလို့မဆုံးနိုင်စဉ်းစားကြည့်ပေါ့ဘိုးတော်မင်းတရားကြီးဗရပုရမြို့တည်သွားတယ်အလုံးဗရပုရမြို့သားတွေမြို့ခွက်ကိုကြည့်လိုက်မယ်ဆိုရင်မြို့ထောင်စေတီ၄စုကိုကြည့်လိုက်ဗရပုရမြို့ကြီးကခံမှန်းကြည့်လို့ရအဲ့ဒီမြို့တည်သွားတဲ့မင်းတရားကြီးမှာစီးစရာဆိုလို့12မြင်းပဲရှိတယ်အခုကလို့မော်ရမြင်းနဲ့ကာကြီးစီးခြင်းစိတ်သူ့ရှိမှာမဟုတ်စီးခြင်းမှာတယ်လီဗီရှင်းမရှိတော့တယ်လီဗီရှင်းဝယ်ဖို့လည်းစိတ်ကူးရှိမှာမဟုတ်ဘူးဆိုလိုတာကလိုအပ်ချက်တွေများလာလေလေလောဘတွေကကြီးလာလေလေလိုအပ်ချက်နည်းလေလေလောဘနည်းလေလေလို့အဲ့တော့လောဘဆိုတာသူ့ကိုဖြည့်ဆည်းလို့မဆုံးနိုင်ဘူးမဆုံးနိုင်ဘူးဒါကြောင့်မို့လို့နတ္ထိတဏတမနတ္ထိတဏနဲ့အလားတရာတူတဲ့နတ္ထိလို့ဆိုရင်ပင်လယ်ကြီးပေါ့ပင်လယ်ကြီးဆိုတာဘယ်တော့မှမပြည့်ဘူးကောင်းကင်ကမိုးတွေရွာချမြစ်တွေကနေစီးဝင်ပင်လယ်ကြီးကပြည့်ရှံသွားတယ်လို့မရှိဘူးအဲ့ဒါလိုပဲလောဘဟာလည်းပဲဘယ်တော့မှပြည့်ရှံသွားတယ်လို့မရှိဘူးလိုမြဲလိုနေမှာပဲတဲ့ဖြည့်ဆည်းလို့မကုန်နိုင်ဘူးပေါ့စာပေကျမ်းကမှာဆိုထားတဲ့စကားလေးတစ်ခုရှိတယ်အခိခန္တောသမုဒ္ဒောသမဟိသောစာပိပုဂ္ဂလောမိဘုံကြီးတဲ့မိဘုံကြီးကလည်းပဲလောင်စာတွေထဲကျင်တော့ထက်မလောင်နိုင်တော့ပါဘူးလို့ဘယ်တော့မှမရှိဘူးထဲကျင်တော့ထက်လောင်ပြစ်မှပဲသူကငြိမ့်တော့မှမဟုတ်ဘူးပေးလို့မိကလောင်လို့မဆုံးနိုင်ဘူးလို့ပြောဆိုတယ်သမုဒ္ဒောသပင်လေကြီးကလည်းပဲခြေတွေစီးဝင်ကြတော့ဝင်ပြည့်ပြီနောက်ထပ်မဝင်နဲ့တော့လို့ပြောเสียအကြောင်းမရှိဘူးဝင်ကြတော့ဝင်ဟောင်းရဲဟောင်းနေတာပဲပင်လေကြီးကပြည့်တယ်လို့မရှိဘူးအဲ့ဒါနဲ့အလားတူပဲတဲ့မဟိသောစာပိပုဂ္ဂလောလူချင်းလောဘကြီးမားတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းပဲဘလောက်ပဲပစ္စည်းတွေဖြည့်တင်းသူ့မှာလိုအပ်နေတာပဲအမြဲတမ်းလိုချင်နေတာပဲပြည့်တယ်လို့မရှိဘူးလို့ဆိုတော့ဒီစကားကအလောမှန်တယ်ဒါကြောင့်မလို့လူတွေဟာလောဘကိုအတော်မတတ်နိုင်သည့်အတွက်ကြောင့်တဖြည်းဖြည်းလိုချင်စရာတွေကလည်းများလာတယ်လိုချင်စရာတွေများလာတယ်လို့လိုချင်တာတွေလိုချင်စိတ်တွေကများလာအဲ့လိုများလာသည့်အတွက်ကြောင့်လိုချင်မှုကိုကြောင်းပြုပြီးတော့ဖြစ်လာတာတဲ့အဲ့တော့လောဘတွေကြီးလာတဲ့အခါမှာလောဘဆိုတာတစ်ခုနဲ့တစ်ခုကူးဆက်သွားအခုကြည့်ပါဠိကတုတ်မှာမြတ်စွာဘုရားဟောတဲ့အဋ္ဌမရာဂဆိုတာလေလောဘရဲ့အစွဲတစ်ခုပဲဝိသမလောဘဒါလည်းလောဘပဲ
မိစ္ဆာဓမ္မဒါလည်းလောဘလောဘကဘလောက်ကြီးတယ်ဆိုအတော်မတတ်ဒါကြောင့်မို့လို့လူတွေမှာဘေးဆိုးကတ်ဆိုးတွေဆိုတာဒီအခြေခံအကြောင်းတရားတွေကြောင့်ဖြစ်ရတာလို့မြတ်စွာဘုရားကဒီလိုဟောတာအမြဲတမ်းသဘာဝကျထပ်ပြီးတော့သောရကတက်เสียမရှိလားမြတ်စွာဘုရားဟောတဲ့တရား reasonable ကြိုးကြောင်းစီလျော်မှုတွေရှိတယ်လို့ဒီလိုပြောဘယ်ပညာရှိကမှမြတ်စွာဘုရားစကားကိုအတွန့်တက်လို့မရတကယ်အရင်ကြမြတ်စွာဘုရားကဟောထားတယ်နော်ဒါကြောင့်မလို့အချိန်ကာလအားလျော်စွာလောကလူသားတွေရှိနေတယ်ဗျကံကောင်းတဲ့အခါမှာตายရတဲ့ခက်ကလေးနဲ့ဂျုံလိုက်ကံမကောင်းတဲ့အချိန်မှာခစ်ဆိုးနဲ့ဂျုံလိုက်ဘဝတန်တရားခရီးကိုဖြတ်တန်းပြီးတော့သွားနေကြဒီတိုင်းပဲလို့ဒီလိုပဲမှတ်တခါတရံကြတော့ကြည့်စစ်ဘေးစစ်တမ်းနေနဲ့ဂျုံနေတထန္တရကတခါတရံကြတော့ယောဂါတွေဖြစ်ပွားတယ်ရောဂန္တရကတခါတရံကြတော့မိုးလေဝသမမှန်မကန်လို့အစာရေစာခေါင်းပါတယ်ဒုဗိခန္တရကဆိုဒီကကြီးသုံးပါးဟာလူလောကလွှမ်းမိုးနှိမ့်ဆက်နေတာဒီဟာကဆိုင်ရာအကြောင်းတွေကြောင့်ဒေသအားလျော်စွာနိုင်ငံတိုင်းလူမျိုးတိုင်းမှာဒီလိုဖြစ်ကြမြန်မာနိုင်ငံကိုအုပ်စိုးသွားတဲ့ဗြိတိရှနိုင်ငံတို့ဆိုတာဆင်းရဲနွမ်းပါးတာမဖြစ်ခဲ့ဘူးလို့မအောင်မေ့လေဒုတိယကမ္ဘာစစ်တုန်းကလူတယောက်ဟာမနဲ့ဆိုရင်အောင်မုံလေးတစ်ချက်နဲ့ကော်ဖီလေးတစ်ဖက်ပဲတောက်ခွင့်ရှိတဲ့အနေအထားမျိုးလုပ်ခဲ့ကြချိုးချံခဲ့ကြချိုးချံပြီးတော့ပြန်တိဆောက်ကြအမေရိကန်နိုင်ငံကြီးဒီကနေ့ချမ်းသာတယ်လို့ပြောတယ်ပေါင်မုတ်ကိုတစ်ဆက်တည်းပို့ပြီးတော့မရောင်းရတဲ့အချိန်ပိုင်းလေးတွေရှိခဲ့တယ်အဲ့ဒါမှဝဝလင်းလင်းမစားနိုင်တဲ့အနေအထားမျိုးတွေဟာကြုံခဲ့ကြအဲ့တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဒီလိုကတ်ဆိုးကပ်ပေးတွေကျုံနေတယ်အခုဒီမဲ့ကြည့်လေအလုံးသတင်းစာတို့ဂျာနယ်တို့ရေဒီယိုတို့နားထောင်လိုက်ပဲဆိုရင်စစ်ဖြစ်နေတဲ့နိုင်ငံတွေဒုက္ခရောက်နေတဲ့နိုင်ငံတွေရှိနေတယ်မျက်မှောက်ခစ်မှာတယ်ပဲအဆိုးတွေနဲ့ကျုံနေတယ်အဲ့ဒါတွေကိုပြောတာကတ်ဆိုတာအချိန်ပိုင်းတစ်ခုရဒုက္ခတွေရောက်လွန်ခဲ့တဲ့နှစ်ကဆိုရင်ဆူနာမီငလျင်ကြီးနဲ့တွေ့လို့ဂျပန်မှာဒုက္ခရောက်သွားတယ်အနုပြုစွမ်းအင်တွေနဲ့လှုပ်ထားတဲ့လျှက်စစ်တွေထိခိုက်ပျက်စီးသွားလို့အမှန်တမ်းအန္တရာယ်များတယ်ဆိုတော့တွေးကြအဲ့တော့ဒီကဆုကတ္တနေဆိုမကြုံဘူးလို့မပြောနဲ့မကြခင်ကပဲမုန်တိုင်းတစ်ခု rock ဆိုတဲ့မုန်တိုင်းတစ်ခုဂျပန်ပြည်ကိုဝင်နေတယ်ဆိုတာကြားလိုက်ကြမြန်မာပြည်မှာလည်းလွန်ခဲ့တဲ့2009ခုနှစ်ကလား10ခုနှစ်ကနာဂစ်ဆိုတဲ့မုန်တိုင်းတစ်ခုဘုန်းကြီးတို့တော့အဲ့ဒီမုန်တိုင်းတိုက်နေတဲ့အချိန်မှာအင်္ဂလန်ရောက်နေတယ်မခံစားရအောင်သို့တော့မြန်မာပြည်ကလူတွေပို့ပြီးတော့သတင်းတွေကမြင်းနေရဘာဖြစ်လို့တော့မုန်တိုင်းဝင်နေပြီဆိုတာလေအင်တာနက်ကကြည့်နေရဘယ်လောက်ထိပျက်စီးသွားပြီအေယာဝတီတိုင်းဘယ်ကိုဖြတ်သွားတယ်ဆိုတာလဲမြင်းနေချာနောက်ဆုံးရန်ကုန်ရောက်သွားတယ်ဘယ်ထိအောင်ဖြတ်သွားပြီဆိုတာတွေက24နာရီကြည့်လို့ရတဲ့နေရာတွေကနေဘယ်နာဘာတွေပြတ်သွားတယ်ဆိုတာအကုန်မြင်နေရအချိန်ပိုင်းရလောကလူတွေဟာဒီလိုကတ်ဆိုးကတ်တန်နေဆိုတာကြုံကြရတဏှာမှာလောဘဒေါသမောဟဆိုတဲ့ဒီတဘာဝတရားကြီးတွေလွှမ်းမိုးနေတဲ့အချိန်ပိုင်းတွေမှာပို့ပြီးတော့ကြုံတွေ့နိုင်တယ်ပေါ့ဒီလောကဒီကတ်ဆိုးတွေပို့ပြီးတော့ကြုံတွေ့နေအဲ့တော့ဘုန်းကြီးတို့တွေဒီလိုကတ်ဆိုးတွေက
လွတ်အောင်လို့ဆိုတဲ့အခါဝေသာလိပြည်မှာကြုံခဲ့တဲ့ကတ်ဆိုးကိုတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသစ္စာဆိုပြီးတော့လွတ်မြောက်စေခဲ့တယ်ဟောသစ္စာဆိုခြင်းဖြင့်လွတ်မြောက်စေခဲ့ဒါလည်းပဲသစ္စာရဲ့စွမ်းအားဆိုတဲ့ဝိတ္တမတန်ဖိုးရှိယရဏသုံးပါးရဲ့ဂုဏ်ကျေးဇူးတွေကိုအမှန်ကန်ပြောဆိုပြီးတော့သစ္စာဆိုတဲ့အခါဝေသာလိပြည်ဟာဘေးဆိုးရဆိုကတ်ဆိုးကြီးကလွတ်မြောက်သွားတယ်ဆိုတာအလုံးသိတယ်ဒါပရိတရားတော်တွေရဲ့အစွမ်းတကူဒီပရိတရားတော်တွေဟာဘယ်လောက်ထိအောင်အစွမ်းထက်တယ်လဲဆိုတော့မြတ်စွာဘုရားဟောတဲ့တရားကတော့အစွမ်းထက်ပြီးသားပဲသို့တော်ဒီအစွမ်းထက်မှုဆိုတဲ့နေရာမှာဥပမာမဲ့ဘာနဲ့တူတော့ဆိုရင်အသုံးပြုတဲ့ပုဂ္ဂိုလ်ရဲ့စွမ်းအင်ပေါ်မှာလည်းမူတည်တယ်လို့ပြောဆိုပါစို့ဓာတ်တလဲဟာဘလောက်ထက်ခုတ်တဲ့ပုဂ္ဂိုလ်ကအားမရှိဘူးဆိုရင်ပြတ်ပါပြတ်နော်ဓာတ်တလဲဟာအမတမထက်ပြီမဲ့လို့ခုတ်တဲ့ပုဂ္ဂိုလ်ကအားရှိဖို့လိုသေးတယ်ပေါ့အဲ့ဒါလိုပဲမြတ်စွာဘုရားတရားတော်တွေဟာဘလောက်ပဲစွမ်းအားတွေရှိနေပြီမဲ့လို့ဆောင်ရွက်တဲ့ပုဂ္ဂိုလ်ရဲ့ခရာစွမ်းအားသီလစွမ်းအားသုဒ္ဓစာကပညာလို့ဆိုတဲ့တကယ်အကြီးချင်းစွမ်းအားတွေပြီးမှဒီဟာတွေကလည်းစွမ်းနိုင်တယ်လို့ဒီလိုမှတ်ရအခုတည်းမဟုတ်အရာခသိန်းဟာစွမ်းအားတွေစွမ်းအင်တွေဆိုတာပူပေါင်းမှစွမ်းအားဖြစ်တယ်စွမ်းအင်တွေပူပေါင်းလိုက်တဲ့အခါမှာစွမ်းအားဆိုတာရဒါကြောင့်မို့လို့တမ္မာနဲ့တော့မရနိုင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကသစ္စာဆိုပြီးတော့အဲ့ဒီဖြည့်ရှင်းပေးတာဒါကပြောမယ်ဆိုရင်ယာယီဖြည့်ရှင်းပေးနည်းလို့ဒီလိုပဲပြောယာယီဖြည့်ရှင်းပေးအခိုက်အတန့်ဖြည့်ရှင်းပေးထာဝရဖြည့်ရှင်းပေးဖို့ဆိုတာကြတော့အမတဗုဒ္ဓိကဘေးမှာမြတ်စွာဘုရားကဘာဟောတော့ဆိုအဲ့ဒီအမိနဲ့သားကဲတင်နိုင်တဲ့ဘေးပဲဖြစ်စေအမိနဲ့သားကဲတင်နိုင်တဲ့ဘေးဆိုတာဘာတော့ဆိုရင်မိဘေးကြီးရေဘေးကြီးစစ်ဘေးစစ်ဒဏ်ကြီးလို့တဏှာမှာဘဝမှာမကြာခဏမိမိတို့ကြုံကြရတဲ့ဒီဘေးဒဏ်ကြီးတွေကိုလွတ်မြောက်ချင်ရင်ဘာလုပ်ရမလဲ။အိုခြင်းနာခြင်းသိခြင်းလို့ဆိုတဲ့အမိနဲ့သားနဲ့အဖတဦးနဲ့တူဘလို့မှအကာအကွယ်မပြုတ်နိုင်မကယ်တင်နိုင်တဲ့အမတဗုဒ္ဓိကဘေးစစ်လို့ဆိုတဲ့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဘေးတွေကြော်လွှားဖို့လွန်မြောက်ဖို့အတွက်ဘာလုပ်ရမလဲလို့မြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာဟောတာကြတော့မဂ္ဂင်၈ပါးကိုပွားပါတဲ့ထားပြောတာနော်သစ္စာမဆုတ်ခိုင်းဘူးမဂ္ဂင်၈ပါးပွားမှာတကယ်ဘေးဆိုးကတ်ဆိုးကြီးတွေလွန်မြောက်ချင်တော့မဂ္ဂင်၈ပါးကိုပွားပြီးတော့ဘေးကင်းရန်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှသာဘေးရန်ခတ်သိမ်းကလောကလုံးမှာတန်တရားထဲမှာနေရင်တော့ကြုံရမှာပဲတန်တရားထဲမှာနေကြုံရမှာတန်တရားထဲလည်းနေသေးတယ်ဘေးကလုံးဝလွတ်တယ်ဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးเนาะနောက်ဆုံးတစ်ခုမဟုတ်တစ်ခုတော့ကြုံရတာဒါကြောင့်မလို့တန်တရားမှာကြုံတွေ့ရတဲ့ဘေးဆိုတာတော့ကြုံမှာပဲဘာဖြစ်လို့တော့ဆိုကိုတူးတဲ့နေတာလည်းမဟုတ်ဘူးအဲ့ဒီတည်းမှာဘေးလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘယ်ဟာကိုဘေးလို့သတ်မှတ်ပြီးတော့ပြောတယ်လေလို့ဆိုလို့ရှိရင်အခုပြောတဲ့လောဘဒေါသမောဟဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တွေဟာတကယ်ဘေးရန်နေပဲဘာဖြစ်လို့တော့ဆိုလူတွေဘေးရန်ဖြစ်အောင်လုပ်ပေးနေတာသူတို့ကြောင့်ဖြစ်တာဒါအတွင်းစိတ်ဓာတ်တွေအမှန်တမ်းအရေးကြီးတယ်ကြည့်လေမြတ်စွာဘုရားကသက္ကဝတိသုတ်တံမှာဟောထားတာရှိဘုန်းကြီးတို့ဟောထားတာအဲ့ဒီသက္ကဝတိသုတ်တံကိုချင်းချုပ်ပြီးတော့ယနေ့လူသားများရဲ့လက်ဖန်ကဘာဆိုတယ်ပါဘာဖြစ်လို့လူတွေဟာတဖြည်းဖြည်းတက်တန်းတွေတိုးလာကြတယ်လို့ဆိုရင်အကျင့်စာရိတ္တပြက်လာတာကြောင့်တိုးလာကိုချင်းတရားတွေပြက်ပြားလာမှုကြောင့်တက်တန်းတွေတိုးလာအဲ့တော့ဒီတက်တန်းတိုးရခြင်းအကြောင်းဟာကိုချင်းတရားပေါ်မှာမူတည်တယ်ဆိုတာမတ္တမထင်ရှားတယ်ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်ပြီးပြောတဲ့အခါမှာ
အရေးကြီးဆုံးကလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့မိတွေငြိမ်းအောင်လုပ်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်အဲ့ဒါတွေငြိမ်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့အပြင်ဘက်ကအန္တရာယ်ကလွတ်ဖို့ဆိုတာကတော့အာမခံချက်မရှိဘူးလို့ပြောရမှာပဲဒါကြောင့်မို့အရင်ကြပေးတဲ့အခါမှာမြတ်စွာဘုရားကမဂ္ဂင်၈ပါးကျင့်တရားကိုပဲကျင့်ပါလို့ဒီအမတဗုဒ္ဓိကဘယသုတ်တံမှာအဲ့ဒီလိုဟောတာအဲ့လိုဟောတာဒါကအစိတ်ပိုင်းလိုက်တာမန်ကြုံရတဲ့ဘေးဆိုးကတ်ဆိုးတွေပဲနော်ဒေသအလိုက်ကြုံရတယ်ဥပမာကိုယ်နိုင်ငံမကြုံဘူးတပြည့်နိုင်ငံကြုံတယ်ကိုယ်နိုင်ငံကြုံတယ်တခြားနိုင်ငံမကြုံဘူးဒီလိုဒေသအလိုက်ဘေးဆိုးကတ်ဆိုးဆိုတာကြုံတတ်သေးတယ်အဲ့ဒီအပြင်ကံမကောင်းကြောင်းမလားလို့လူသားတွေနေတဲ့ဤစัจ java လာစัจ java လာဒီတစ်ခုတော့မကပဲနဲ့စัจ java လာဂရေတသိန်းမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတော်တွေပြန့်ပွားရာမြတ်စွာဘုရားရဲ့အမိန့်အာဏာဆုံးမဩဝါဒတွေတည်ရှိရာစัจ java လာဂရေတသိန်းကလည်းတခါတရံကြတော့ဘေးဆိုးကတ်ဆိုးနဲ့ဂျုံပြီးတော့ပျက်စီးသွားတာတွေရှိသေးတယ်အဲ့ဒါကိုပြောရင်တော့ကဘာကြီးပြတ်တယ်လို့ပြောတော့ပေါ့နော်ကဘာပြတ်တယ်ဆိုတာဟာစัจ java လာဂရေတသိန်းပြတ်တာကိုပြောတာနော်ဒီတနိုင်ငံလေးငရင်လှုပ်တာတော့ဟိုတနိုင်ငံလေးဘာဖြစ်တာညာဖြစ်တာမိတောင်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရေကြီးတာတဲ့ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကဒါလည်းပဲတနေ့တစ်ခါမှကျုံလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဘာသာတရားတော်ရအခုဘုန်းကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုဗဒ္ဒကပ္ပလို့ဒီလိုခေါ်တယ်ဘုရားငါးစုပွင့်တဲ့ကဘာဘုရားငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခုနလိုစัจ java လာဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားเสียအကြောင်းမရှိသေးဘူးဒေသပိုင်းဆိုင်ရာတခုခုပြတ်တာမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးငရင်လှုပ်တာတော့ရှိနိုင်တယ်မီးလောင်တာတို့ရှိနိုင်တယ်ရေမျောတာတို့ရှိနိုင်တယ်ဒါကတော့တန်ရာထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေအထားလေးတွေပေါ့တန်ရာထဲမှာရှိနေလို့ရှိရင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြေရှင်းတာကတော့ဘာလို့ရမလဲကုသီလကိုအာကိုဖို့သစ္စာတရားဆိုဖို့နော်ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာတွေကိုရွတ်ဖို့အဓိကတော့အန္တရာယ်ကင်းမှုကမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရားတွေပွားများအထောက်ကြဖို့ဆိုတာကဘာပြည့်ရင်တောင်မှပဲဒါပဲအာကိုကဒါပဲအာကိုကအဲ့တော့ကဘာကြီးဖြစ်စည်းပြီဆိုတဲ့အခါမှာကဘာကိုဖြတ်တဲ့အင်အားစုတွေကအပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိတယ်ကဘာကြီးပြည့်အောင်လုပ်တဲ့အင်လူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော်လူတွေရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုပြောင်းလဲပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့လို့လူသားတွေကသိလောဘကြီးတဲ့အခါမှာကဘာကြီးမီးတောင်ပြီးတော့ပျက်စီးတယ်တဲ့တချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေသိကြီးလို့ရှိရင်မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ပေါ့ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲ့တော့လောကလူတွေဟာသိလောဘတွေကြီးလာလို့ရှိရင်ကဘာကြီးကမီးလောင်ပျက်စီးနိုင်တယ်ဘာလို့ဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းယင်ထဲမှာပူတဲ့အရာတစ်ခုဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်တာပဲဒေါသဆိုတာလည်းမီးပဲဒါဖြင့်ဒီမီးနဲ့မီးကဘလို့ထူးခြားတော့လို့ကိုယ့်ဘာကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရိုးမီးလိုပဲဝုန်းတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်နေတာအမြဲလောင်လိုချင်မှုဆိုတာယတ္ထမှာရှိမှမရှိဘူးဒေါသဆိုတာပြေသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တော့စိတ်ကကြည်သွားပြန်အေးသွားတယ်ရာဂဆိုတာကျတော့အဲ့လိုစိတ်ကြည်အေးသွားတာရှိမှမရှိပဲ
လိုချင်မှုကအမြဲတမ်းရှိနေအဲ့တော့ရာဂမီးကတမြင်းမြင်းလောင်နေတဲ့မီးသူလည်းမီးပဲဒေါသမီးဆိုတော့ဝုန်းတိုင်းလောင်ပြီးတော့ပြတ်ပါတာသူကမောဟမီးဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မီးတမီးလို့အဲ့တော့စာပေကျမ်းကနေမှာလူတွေရဲ့တဏ္ဍာမှာရင်တွဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတယ်တဲ့လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိပဲနဲ့မလှုပ်တဲ့နာတွေလှုပ်တယ်မှားမှားယွင်းယွင်းနေမောဟဆိုတော့တွေးဝေးတာကိုယ်ကားတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြတ်စည်းသွားနိုင်တယ်ဆိုတော့ကဘာဖြတ်တဲ့အင်အားစုတွေဟာဘာတွေတော့ဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြတ်တဲ့အင်အားစုကကဘာဖြတ်တဲ့အင်အားစုကဘယ်မှာရှိတယ်ဆိုကဘာမှာပဲရှိတာပဲလေကဘာမှာပဲရှိအဲ့ဒီကဘာဖြတ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေဖြစ်တာကဘာဖြတ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာလွှမ်းနေလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာဖြတ်တဲ့လေကြီးတွေဟာဘာကြောင့်အင်အားစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့်ဒါကဝိသုဒ္ဓိမဲ့ကျမ်းမှာဒီလိုဆိုထားတဲ့စကားတစ်ခုပေါ့နော်ကဘာဖြတ်ပြီးဖြတ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြတ်တဲ့ဟာရေရလေရမီးရပဲအချိန်များစွာဖြစ်တာမီးကဘာဖြစ်လို့တော့ဆိုလူတွေမှာလောဘကတောင်းကြမ်းတာများတာခုနမြတ်စွာဘုရားဟောတဲ့အထဲမှာမိစ္ဆာဓမ္မတို့အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မို့လို့အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မို့လို့မီးဖြတ်တဲ့ကဘာကအချိန်ပိုများတယ်ဟဲ့တဲ့မီးဖြတ်တဲ့ကဘာကပိုပြီးတော့အချိန်များတယ်ပြီးတော့မှရေဖြတ်တဲ့ကဘာပြီးတော့လေဖြတ်တဲ့ကဘာတစ်ခါတစ်ခါလာအဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗဒ္ဓကဘာမှာအရိပိတိယမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်လူသားတွေဟာအခုကြည့်ပေါ့တဖြည်းဖြည်းသက်တမ်းတွေတိုးလာတယ်ဆိုတာအမှန်တမ်းထင်ရှားသက်တမ်းတွေတိုးလာတယ်အမှန်တမ်းထင်ရှားတယ်လူတွေရဲ့အသက်တွေဟာတဖြည်းဖြည်းဆိုးရွားလာတဲ့အခါမှာနောက်ပိုင်းမှာဒီပိတ်ပြီးသက်တမ်းတိုးလာတဲ့အခါလူတွေမှာဘာဖြစ်လာတော့ဆိုအမှန်တမ်းပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေအမျိုးစုံတီထွင်လာကြတယ်အစွမ်းထက်တဲ့လက်နက်တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလားဖျက်ဆီးပြစ်ကြနောက်ဆုံးမှာတန်ဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချိုးနှိမ်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုယ်ချင်းတရားကိုပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတ္တဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ်အဲ့ဒါလို့တက်လိုက်တာလူသားတွေကောင်းရင်ကောင်းသလောက်ဆိုပြီးတော့တတန်းကြီးကရှည်လိုက်တာအသင်္ချေထိအောင်ရှင်လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ်အဲ့ဒီကနေတခါပြန်ပြီးတော့လူတွေအကျင့်စာရိတ္တပြတ်မှုကိုအကြောင်းပြုပြီးတတန်းတွေပြန်ဆုပ်လာတဲ့အခါတသိန်းတန်းအောက်ရောက်လို့အသက်ဟာ8000တန်းဆိုတဲ့အခါမှာအရိမတိယမြတ်စွာဘုရားပွက်မယ်တဲ့အဲ့ဒီအတွင်းထိအောင်တော့ဒီကဘာကြီးခုနကလို့ပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေကဘာကြီးဟာလုံးဝခုနတုန်းကမီးတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြတ်ဘူးပေါ့ဒေသအလိုက်ငရင်လှုပ်လို့ပါရေလွှမ်းလို့ဒီလိုဟာမျိုးတော့ရှိမှာ
မရှိပဲမနေနိုင်ဘူးဒါတော့ရှိတယ်အဲ့ဒါလို့အနည်း8000တန်းကြတော့အရိမတိယမြတ်စွာဘုရားပွင့်တဲ့အခါလူတွေဟာရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမှန်တမ်းငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒ္ဒကဘာကြီးဟာလည်းပျက်စီးမှာဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေသဗ္ဗေသင်္ခါရအနိစ္စဘယ်ရာမှထာဝရတည်ရှိတာရှိမှမရှိဘူးတနေ့တစ်ချိန်တော့ပျက်စီးရမှာတေးချတယ်မြေကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲအဲ့ဒီတော့အခုလို့မီးတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖျက်ဆီးလို့ကဘာကြီးပြတ်တယ်ဆိုတာဘယ်တိုင်းတာအထိပြတ်သွားတော့ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတော်တွေပြန့်နှံ့ရာပြန့်နှံ့တယ်ဆိုတာလူသားတွေပေါ်မဟုတ်ဘူးစัจ java လာဂရေတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နားနိုင်တာနတ်တွေပြမာတွေပဲစัจ java လာဂရေတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနာယူမှတ်သားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြည့်ပြီဆိုရင်တစ်ခါပြည့်ရင်စัจ java လာဂရေတသိန်းထီအောင်ပြတ်တယ်တဲ့နော်စัจ java လာဂရေတသိန်းပြတ်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြတ်တဲ့အခါမှာမပြတ်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရအနှစ်တသိန်းကနေကြိုတင်ပြီးတော့သိတယ်ကဘာပြတ်တော့မယ်ဆိုတာဘယ်သူတွေကသတင်းပေးတယ်လဲလို့ဆိုရင်စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာမရှိဘူးလို့ပြောကောင်းပြောလို့ရတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်ကောတတ္ထာတာဘယ်သူယုံမလဲတဲ့ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာမန်ပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့အညတရဒိဋ္ဌပဒေဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွဲရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပွဲရမရှိဘူးယုံကြမှာမဟုတ်ဘူးသောတပန်ဖြစ်ရင်တော့ယုံပြီပေါ့ဟောမြတ်စွာဘုရားဒီလိုဟောတာရှိတယ်အညတရဒိဋ္ဌပဒေဟိသစ္စာလေးပါးအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ဟာအေးတနေ့ပြည့်မယ်ဆိုတာသူကလက်ခံပြီးသားအနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကတနေ့ပြည့်တယ်ဆိုတာဟုတ်တယ်ပြည့်ကိုပြည့်ရလုံးဝလက်ခံတယ်လုံးဝယုံတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတန်တရားရှိကောင်းရှိလိမ့်မယ်ဒီလိုဆိုလို့တာနော်ကောမန္တာကောတတ္ထာတာကဘာကြီးတနေ့ကျပြတ်မယ်ဆိုရင်ဘယ်သူသိပြီးဘယ်သူကယုံကြည်မလဲဆိုဘယ်သူမှယုံမှာမဟုတ်ဘူးတဲ့သို့တော့သောတာပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တမ္မာပုဂ္ဂိုလ်တွေဘယ်သူမှယုံမှာမဟုတ်ဘူးသောတာပန်ပုဂ္ဂိုလ်ကတော့ယုံနေလို့ဒါလို့ဆိုတဲ့မြတ်စွာဘုရားအဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင်ရုပ်ချင်းကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဗျူဟာလို့ဆိုတဲ့ကာမဘုံကနတ်တွေသတင်းပေးတဲ့နတ်တွေရှိတယ်လောကဗျူဟာဆိုတဲ့သတင်းပေးတဲ့နတ်တွေအိုးသဘင်ကြီးကိုဖားရဖြေချပြီးတော့တကယ်ကိုညီညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမူအရာနော်အဲ့ဒီအမူအရာနဲ့သူတို့ကလူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိမ့်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တာမာရိတဘာဝေထဟောမိတ်ဆွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်းရံမြဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါမုရိတာဘာဝေတ္တပါတဝူကြီးပွားတာတဝူမနာလို့မဖြစ်ကြပါနဲ့ဥပိ္ပခာဘာဝေတ္တပါတတ္တဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ရံမလုံးကြပါနဲ့မတွေ့တာကြပါနဲ့သူကံနဲ့သူသွားကြမှာပါမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့တရားတွေပွားများအထုတ်ဖို့ဆိုပြီးတော့လှည့်ပြီးတော့သူကပြောတာတိုက်တွန်းတာ
အဲ့ဒါမှစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာချိန်ညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဒီတရားဒါလွဲလို့ဘာမှလုပ်ဆရာမှမရှိဘူးအန္တရာယ်တွေကကင်းကျင်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနည်းလာတာဟုတ်မေတ္တာတွေနည်းလာတယ်မေတ္တာတွေနည်းတဲ့ကြောင့်မို့လို့ကိုယ်အကျိုးစီးပွားကိုကြည့်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူးနိုင်ငံတိုင်းနိုင်ငံတိုင်းကြည့်လေနိုင်ငံတွေဟာကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာလုပ်လာကြသူများအကျိုးစီးပွားမဟုတ်ဘူးကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အဓိပ္ပာယ်ကရုဏာတွေကင်းမဲ့လာတယ်မုဒိတာတွေကင်းမဲ့လာတယ်တူကြီးပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပေက္ခမထားနိုင်ကြဘူးရန်လိုကြတယ်မုန်းတီးကြတယ်တွေ့တာကြတယ်ဆိုတဲ့အနေအထားတွေဖြစ်လာအဲ့ဒါတွေကကဘာပြက်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပေက္ခမုဒိတာပွားကြပါဥပေက္ခထားကြပါမိဘနှစ်ပါးလေးစားကြပါလူကြီးသူမတွေကိုယုံကြည်ကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါအဲ့ဒီခေတ်ကဘာမပြက်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်လူဆိုတာကြောက်ပြီဆိုရင်ပိုလုပ်တယ်နော်ကြောက်เสียရှိရင်ပိုကြောက်တတ်တယ်လူကဒါကြောင့်မို့လို့အဲ့ဒီအချိန်မှာလူတွေကစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေကဗြဟ္မပြည်ရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီးဒါဖြင့်တိရစ္ဆာန်တွေရောတိရစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းတကောင်သိမညှင်းဆဲတော့ဘူးတဲ့မညှင်းဆဲဘူးကျင်နာမှုလေးတွေတကောင်းတကောင်ကျင်နာလေးတွေရှိကြည့်လေခွေးတွေတောင်မှတစ်ခါကျတော့တကောင်းတကောင်ကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့ဒါလို့အကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတိရစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့နတ်ပြည်ရောက်ကြတယ်နတ်ပြည်ရောက်တဲ့အခါကျတော့စံတရားဆက်ပွားများတဲ့အခါဗြဟ္မပြည်ရောက်ကုန်ရတယ်ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်သက်ရှိတတ္တဝါတွေအားလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နယ်ပယ်လွတ်တည်ထီအောင်ကဘာမီးလောင်တဲ့ထဲမပါရအောင်သူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူပြတ်မှာပဲမရဘူး။ဘာဖြစ်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကိုပြတ်ချိန်တန်လို့ပြတ်တာ။အဲ့တော့တတ္တဝါတွေကဒီထဲမှာပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှပြမပြည့်ချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာထဲမှာအဲ့ဒီမှာမီးဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်တိအောင်ဖြတ်တုံးဆိုရင်အာဘဒရဗြဟ္မဘုံရဲ့အောက်ထိအောင်ကုန်ဖြတ်တယ်။အာဘဒရဗြဟ္မဘုံရဲ့အောက်ထိအောင်ကုန်အဲ့တော့ဗြဟ္မပါရိသေစာဗြဟ္မပရောဟိတာမဟာဗြဟ္မာလို့ဆိုတဲ့ပထမဇန်ဗြဟ္မာဘုံပါသွားတယ်အဲ့ဒီကိုပြတ်သွားအကုန်လုံးမီးလောင်တဲ့ထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သုဘဂိဏဆိုတဲ့ဗြဟ္မာပြည်ရဲ့အောက်အကုန်ပါသွားတယ်တခါလေဖြတ်တဲ့ဘုံကြတော့ပို့ပြီးတော့လေဖြတ်တဲ့ကဘာကြတော့ဒီဝေဟဘုံရဲ့အောက်မှာရှိတဲ့ဗြဟ္မာဘုံတွေပါသွားတယ်ပို့ပြီးတော့လေကပိုပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မီးဖြတ်ပြီးဆိုလို့ရှိရင်တော့နေတစ်စင်းပြီးတစ်စင်းထွက်လာပြီးတော့နောက်ဆုံးမှမိုးတွေလုံးဝမိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစ်စင်းပြီးတစ်စင်းအဲ့တော့ဒီစัจ java လာအပြင်နေတွေရှိတယ်ဆိုတာသိပ္ပံဆရာတွေကတော့အခုတွေ့တယ်နော်နောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစ်စင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရာအတွက်နေတွေဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အဓိပ္ပာယ်မျိုးပေါ့ဒါကတဘာဝကြီးကသူ့ဟာသူဖန်တီးလာတယ်ဟာရေဖြတ်တဲ့ကဘာကြတော့မိုးရတာကျွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအက်ဆစ်မိုးတွေဘာမိုးညာမိုးနဲ့မိုးကရှိသေးတာဟုတ်
အဲ့ဒီကဘာဖြတ်တဲ့မိုးကြတော့ဘာလို့မိုးတွေတော့ဆိုဆန်းငံကြီးမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်အရေးပျော်သွားနိုင်တော့အဲ့ဒါမှငံနဲ့မိုးရည်တွေနဲ့အကုန်လုံးဟာဆန်းငံကြီးထိတဲ့အခါမှာကြောက်တွေလည်းပဲအကုန်လုံးဆွေးမြေ့အရေးပျော်တောင်တွေလည်းဆွေးမြေ့အရေးပျော်အဲ့ဒါလို့ထိလိုက်တဲ့ဟာတွေကအကုန်အရေးပျော်ပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့မိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်တဲ့အဲ့ဒါကရေဖြတ်တာလေဖြတ်တာကြတော့တဖြည်းဖြည်းမြူမုံလေးတွေလွင့်တဲ့လေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာတိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထိအောင်လွင့်သွားအောင်တိုက်တဲ့လေမုန်တိုင်းကြီးတွေထိအောင်နောက်ဆုံးမှာတောင်ကြီးတွေပါလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထိအောင်တိုက်လာပြီးဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှာစကြဝဠာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမှုန့်ဖြစ်သွားသည်ထိအောင်တိုက်ပြစ်တယ်အာကာသကြီးပဲကြံတော့တယ်အဲ့တော့မီးလောင်ရင်လည်းပဲအာကာသပဲကြံတယ်ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေးပျော်သွားလို့အာကာသကြီးပဲကြံတယ်လေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံတွေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာကာသကြီးပဲကြံတယ်လို့ကဘာကြီးတစ်ခုလုံးကဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုဖော်ပြထားတာရှိတယ်။အဲ့ဒါလို့ဖော်ပြထားတာဟာအမှန်ပဲလားလို့ဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကဟောထားရတဲ့ထဲမှာအေးဒီအကြောင်းအရာကိုတတ္တဗမ္မတပါးတပြည့်ပုဂ္ဂိုလ်တွေကတော့ယုံမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုယ်တိုင်သို့တော်လည်းပဲမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်နှစ်ပေါင်းများစွာကြားတဲ့အခါမှာဒီအခြေအနေဆိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမှန်တမ်းရှည်ကြာလာတဲ့အခါကာလအတွင်းမှာဒါမျိုးကြီးဖြစ်လာမှာပျက်စီးမှုဆိုတာတစ်ခုခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တတ္တဝါတွေအားလုံးကလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကိန်းကြီးကနေလွတ်ပြီးတော့ကောင်းရလူတွေမှာနေကြတယ်တချို့စာထဲမှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတဲ့အမှန်တမ်းဆိုးဝါးတဲ့ပြစ်မှုကြီးတွေကြီးလွန်တဲ့ဒီနိဒမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီကံကံကြီးကျိုးလုံးဝညင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဝကလွန်လန်းမရှိတော့အောင်အဲ့ဒါလို့ပုဂ္ဂိုလ်မျိုးကလည်းပဲပြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစัจ java လာအတွင်းမှာရှိတဲ့ငရဲသားတွေလည်းအားလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရဲသားတွေလည်းပဲသူတို့မှာတစ်ချိန်ကငရဲတိရစ္ဆာန်ပြိတ္တာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့စွမ်းအားနဲ့ဘဝတစ်ခုကအဆင့်တန်းလေးမြင့်လာလိုက်အနှစ်တသိန်းဆိုတော့အချိန်တွေအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်းပြီးတော့ငရဲကလွတ်လူဖြစ်တဲ့အခါမှာတရားကျင့်တဲ့အခါမှာဗြဟ္မပြည်ရောက်တိရစ္ဆာန်လေးတွေကလည်းအကျဉ်းနာတရားထားရကနေလူဖြစ်တဲ့အခါမှာတရားကျင့်လူဘဝမှာတရားကျင့်လို့မမီတဲ့ပုဂ္ဂိုလ်ကလက်ပြေရောက်လက်ပြေကြတော့လက်တွေကအတိညာပိုထက်တယ်ပိုထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ဗြဟ္မပြည်ရောက်ကြဒီလိုနဲ့ကဘာပြတ်တဲ့ခိန်းကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ကဘာပြတ်မှုနဲ့ပတ်သက်ပြီးတော့ဝိတ္တုဒ္ဓိမဲ့မှာဖော်ပြထားတာရှိတယ်ကြဲပြန့်ဖတ်ချင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါဝိတ္တုဒ္ဓိမဲ့မြန်မာပြန်ကိုဖတ်လို့ရတယ်ပေါ့နော်ကဘာပြတ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးဒီလိုရေးထားကဲအဲ့တော့ပြတ်တယ်ဆိုတာကတော့ဒါသိကြတယ်ဘာဖြစ်လို့သိကြတော့ဆိုမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလေမြူမုံလေးလောက်ဒီသင်္ခါရတရားဟာမြူမုံလေးလောက်ပဲရှိစီမြဲတယ်ဆိုတာတခုမှမရှိဘူးအားလုံးကပျက်စီးတာကြီးအနိစ္စသဘောတရားအရာဘယ်အရာမှမမြဲဘူးလို့မြတ်စွာဘုရားဒီလိုဟောခဲ့တယ်အဲ့တော့ဒီနေ့တစ်ချိန်ပြည့်မယ်ဆိုတာကတော့ဒါကျိန်းနေပဲကဲကောင်းပြီအဲ့ဒါလို့ပြည့်ပဲဆိုတဲ့အခါမှာဘုန်းကြီးတို့တွေကဘာတွေလောက်ကြမလဲတန်တရားထဲမှာရောက်ပြီးတော့ဘဝတစ်ခုရထားလို့ရှင်အဲ့ဒါလို့ကတ်ဆိုးကပ်ဘေးတွေတ
တန်တရားထဲမှာနေလို့ရှိရင်တော့ကြုံတွေ့မှာဖြစ်တယ်အဲ့ဒါတွေကအခုလိုတန်တရားထဲမှာကဘာပြတ်တာနဲ့လည်းကြုံတယ်ကဆုကဘေးတွေနဲ့လည်းကြုံတယ်အဲ့ဒါလိုတန်တရားထဲမှာဒီလိုအဆိုးတွေနဲ့ကြုံနေရတာဘာကြောင့်လဲလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကထောက်ပြတယ်အေးတကယ်ကိုမြင့်မြတ်တဲ့သီလဆိုတာကိုမကျင့်သုံးလို့တကယ်ကိုမြင့်မြတ်တဲ့တမာတိတရားကိုယ်တဏ္ဍာမှာမဂိမ်းလို့တကယ်ကိုမြင့်မြတ်တဲ့အသိပညာကိုယ်တဏ္ဍာမှာမရှိလို့တကယ်ကိုမြင့်မြတ်တဲ့ဝိမု ക്തി ဆိုတဲ့အရတ္တမေရတ္တဖို့အရတ္တဖို့တရားမိမိတို့ရအောင်မလုံနိုင်လို့ဒါတွေခံရတာလို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတာဒါအမတ္တမအရင်ကြတယ်ပေါ့ဆိုလိုတာကသီလရဲ့တမာတိရဲ့ပညာရဲ့လို့ဒီလိုမြတ်စွာဘုရားဟောလိုက်တဲ့စကားဟာအမတ္တဗုဒ္ဓိကသုံးမှာဘေးတွေကနေလွတ်ချင်လို့ရှင်ဘာလို့ရမလဲဆိုရင်မဂ္ဂင်၈ပါးကိုကျင့်ဆိုတဲ့စကားနဲ့ဒါလုံးဝတူတူပဲလုံးဝတူတူပဲမဂ္ဂင်၈ပါးဆိုတာလေသီလရဲ့တမာတိရဲ့ပညာရဲ့ပဲအဲ့တော့မဂ္ဂင်၈ပါးကျင့်ဆိုတာ ਨੇ သီလတမာတိပညာပြည့်စုံအောင်လုပ်ဆိုတာတခြားတည်းပဲဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီမှာဘုန်းကြီးတို့တွေဒီလိုတန်တရာဝဆိုးတွေကနေလွတ်ကင်းဖို့လွတ်ချင်တယ်လွတ်ကင်းကျင်တယ်ဆိုလို့ရှိရင်ကိုအားကိုးရမှာဘာလဲလို့ဆိုရင်သီလရဲ့တမာတိရဲ့ပညာရဲ့ဖွဲ့စည်းထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ရလာမဲ့လွတ်မြောက်မှုဆိုတဲ့အရတ္တဖို့ဒါအရေးကြီးဆုံးပဲဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာသီလံသမာဓိပညာစဝိမု ക്തി စအနုတ္တရာအနုဗုဒ္ဓဣမိဓမ္မာခောရမေနယတတိနာလို့ဆိုပြီးတော့ဝိမု ക്തി သီလသမာဓိပညာဝိမု ക്തി ဒီတရားလေးမျိုးကိုအဓိကထားဟောတယ်အဲ့တော့ဒီနေရာမှာစမ်းမိလို့ပြောရမယ်ဆိုလို့ရှိရင်ဝိသုဒ္ဓိမဲ့ကျမ်းကြီးခုကဘာမှာစံပြုရတဲ့သာသနာမှာကမ္မထံတရားအားထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းလက်ဆွဲပြုရတယ်ဝိသုဒ္ဓိမဲ့ကျမ်းကြီးဆိုတာရှိဝိသုဒ္ဓိမက္ခအဲ့ဒီဝိသုဒ္ဓိမဲ့ကျမ်းကြီးဆိုတာဘာကိုဖွင့်တာတော့လို့ဆိုရင်တိလေပဋိဌာယနရောတပ္ပညောစိတ်တံပညင်စဘာဝယအာတာပိနိဘကောဘိက္ခုသောဣမံဝိစတယေစတံဆိုတဲ့ဒီဂါထာလေးတစ်ပုဒ်ကိုဖွင့်တယ်အဲ့ဒီဂါထာလေးထဲမှာဘာပါတာတော့ဆိုသီလပါတယ်စိတ်ဓာတ်လို့ခေါ်တဲ့သမာဓိအကြောင်းပါတယ်ပညာပါတယ်ဆိုလိုတာကမြတ်စွာဘုရားရဲ့ဒီကျင့်စဉ်ဟာဒါပဲဘယ်ခါပဲရှိဒါပဲသီလသမာဓိပညာအဲ့ဒါကိုဝိသုဒ္ဓိမက္ခလို့ဆိုပြီးတော့ရှင်မဘုရားကထက္ကရာကျင့်စဉ်ကြီးတစ်ခုကိုအကုန်လုံးသွင်းပြီးတော့ရေးထားတယ်အဲ့သူနဲ့အပြိုင်ရှင်မဘုရားနဲ့အပြိုင်ရေးတဲ့ဝိမု ക്തി မက္ခဆိုတဲ့ကျမ်းရှိသေးတယ်အဲ့ဒီဝိမု ക്തി မက္ခကတော့အခုပြောတဲ့ဂါထာကိုဥတည်ရေးတယ်လို့ပြောကြတယ်ရှိတယ်သီလံသမာဓိပညာစဝိမု ക്തി စအနုတ္တရာအနုဗုဒ္ဓဣမိဓမ္မာခောရမေနယတတိနာလို့ဆိုတယ်သီလသမာဓိအမြတ်ဆုံးဖြစ်တဲ့သီလသမာဓိပညာအမြတ်ဆုံးဖြစ်တဲ့ဝိမု ക്തി တရားအဲ့ဒီတရားတွေကိုဂေါရမမြတ်စွာဘုရားဟာထူးထူးခြားခြားသိပြီးတော့ဟောပြောထားတယ်လို့ဒီဂါထာလေးကိုဥတည်တဲ့ကျမ်းကြတော့ဝိမု ക്തി မက္ခကျမ်းလို့ခေါ်တယ်ဗမာပြည်မှာတော့သိမသိကြဘူးရှိတော့ရှိနေဝိမု ക്തി မက္ခကျမ်းဝိသုဒ္ဓိမက္ခကျမ်းရှိတယ်လို့ဝိမု ക്തി မက္ခကျမ်းဆိုတာလည်းရှိတယ်အဲ့ဒီကျမ်းနှစ်ကျမ်းလုံးဟာအခြေခံဖွင့်ဆိုမှုကတော့သီလရဲ့သမာဓိရဲ့ပညာရဲ့ဒါကိုဖွင့်တာရှိတယ်အကုန်လုံးအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလေသီလသမာဓိပညာပဲလောကလူတွေရဲ့တဏ္ဍာမှာတဏှာကနေဆွဲထင်လာတဲ့ကဘာကိုပျက်စီးစေနိုင်လောက်အောင်အင်အားတွေကိုပေးတဲ့လောဘဒေါသမောဟဆိုတဲ့ဒီကိရိတာအညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ဆိုတာလွယ်လွယ်နဲ့ဖယ်လို့ရတာမဟုတ်ဘူးအဲ့ဒါတွေဖယ်ဖို့အတွက်မလုပ်ရမလဲလို့ဆိုရင်သီလကျင့်စဉ်ကျင့်ရမယ်သမာဓိကျင့်စဉ်ကျင့်ရမယ်ဟောပညာကိုရအောင်လုပ်ဒီဟာဘာလို့လဲဆိုတော့ကိရိတာကလည်း၃ဆင့်ရှိတာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကိရိတာက၃ဆင့်ရှိတယ်
ပထမကဖြစ်နိုင်တဲ့အနေအထား positive လို့ခေါ်တယ်ဖြစ်နိုင်တဲ့အနေအထားဒါကိုစာလို့ပြောရင်အနုတ္တယပေါ့အနုတ္တယဆိုတာအကြောင်းတိုက်ဆိုင်လာရင်ဖြစ်လာမဲ့အနေအထားတစ်ခုမိจิตဖူးထဲမှာမီးဖြစ်နိုင်တဲ့အနေအထားရှိတယ်လို့ရှိနေတဲ့အနေအထားတစ်ခုကိုဒါအနုတ္တယလို့ပြောအာယုန်နဲ့စိတ်နဲ့တွေ့လို့ရှိရင်ပေါ်လာနိုင်တဲ့အနေအထားgas မီးจิตဖူးလေးထဲမှာမီးတော့မရှိဘူးသို့တော့နောက်ထပ်အကြောင်းတစ်ခုထပ်ထည့်လိုက်မယ်ဆိုရင်မီးပွင့်လာအဲ့ဒီလိုဖြစ်နိုင်တဲ့အနေအထားတစ်ခုကြောက်တုံးတစ်ခုကောက်ချစ်လို့ကတော့ဘယ်မီးပွင့်မလဲဒုတ်ချောင်းကောက်ပြီးတော့လက်နဲ့ဖိလို့ကတော့မဖြစ်ဘူးပေါ့သို့တော့ gas မီးจิตဖူးလေးထဲမှာ gas လည်းရှိတယ်သူကရိယာအစုံရှိတယ်ဆိုရင်နောက်ထပ်ဖိပြီးတော့ပုတ်ချစ်လိုက်လို့ရှိရင်မီးတောက်လာအဲ့ဒီအနေအထားမျိုးလို့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလောဘဖြစ်ဖို့အနေအထားဒေါသဖြစ်မဲ့အနေအထားမောဟဖြစ်မဲ့အနေအထားလေးတွေရှိနေတယ်အဲ့ဒါကိုအနုတ္တယလို့ခေါ်တယ်နောက်တစ်ခါပြင်ဘက်ကအကြောင်းတစ်ခုပေါင်းလိုက်တဲ့အခါကျတော့သိလျော်တဲ့အကြောင်းတစ်ခုရလိုက်တာနဲ့တပြိုင်နက်ထပြီးတော့ဖြစ်လာတာအဲ့ဒါပရိယုဌာနာလို့ခေါ်တယ်ခုနကဖိချစ်လိုက်လို့မီးလေးတောက်လာတာနဲ့အလားတန်တူတယ်ပေါ့အဲ့ဒါကပရိယုဌာနာလို့ခေါ်တယ်တခါမီးဆိုတာကတောက်လာပြီဆိုရင်လောင်စရာရှိတာတွေလောင်တော့တာပဲလေကိလေသာကလည်းဖြစ်လာပြီဆိုလို့ရှိရင်သူကကာယကံဝစီကံကျွလွန်တော့တာပဲမနောကံစပြီးတော့ကာယကံဝစီကံမနောကံကျွလွန်အဲ့ဒါကိုဝိတိတ်ကမလို့ခေါ်တယ်အဲ့တော့ကိလေသာဖြစ်ပုံက3ဆင့်ရှိတယ်အဲ့ဒီ3ဆင့်ကိုနှိမ်ဖို့အတွက်မြတ်စွာဘုရားကကျင့်စဉ်ကိုလည်း3မျိုးဟောထားတာဝိတိတ်ကမဆိုတာကိုတားဆီးဖို့ခုနကမီးဟာလျှောက်ပြီးတော့မီးပေါ်လာပြီးတဲ့နောက်လျှောက်လောင်တာမျိုးတွေဖြစ်တာကိုဝိတိတ်ကမအဲ့ဒီဝိတိတ်ကမကိလေသာကိုတားဆီးဖို့အတွက်သီလကျင့်စဉ်တစ်ခုမြတ်စွာဘုရားဟောတယ်အဲ့ဒီသီလကျင့်စဉ်ကဝိတိတ်ကမကိလေသာကိုသာတားနိုင်တာပရိယုဌာဏကိလေသာမပေါ်အောင်မလုပ်နိုင်ဘူးအဲ့ဒီကိလေသာမပေါ်အောင်လုပ်ဖို့ရအတွက်ကြတော့တမာတိကျင့်စဉ်နဲ့ဖုံးပေးရမယ်တမာတိကျင့်စဉ်ကကျင့်လိုက်တဲ့အခါမှာပရိယုဌာဏလို့ခေါ်တယ်အာယုန်နဲ့ဆုံတဲ့အခါမှာလောဘလေးပေါ်လာမယ်ဒေါသလေးပေါ်လာမယ်မောဟလေးပေါ်လာမယ်ဆိုတာမဖြစ်တော့သမာဓိတရားနဲ့ဖိထားလိုက်တယ်မဖြစ်တော့အဲ့ဒါကပရိယုဌာဏကိလေသာကိုဖယ်တယ်လို့ပြောနောက်ဆုံးကြတော့ပညာကျင့်စဉ်ကျင့်မှခုနက possibility potentiality ဆိုတဲ့အနုတ္တယဓာတ်တွေပါအကုန်ဖယ်ဖြစ်တယ်အဲ့ဒါလို့အနုတ္တယပါမရှိတော့မှဘယ်လိုထိဘယ်လိုလာဘယ်တော့မှမဖြစ်တော့ကိရိတာဆိုတာဘယ်တော့မှမဖြစ်တော့တဲ့အနေအထားမျိုးရောက်သွားတယ်အနုတ္တယထိအောင်ဖြတ်စည်းလိုက်နိုင်ပြီဆိုတော့မှဒီအနုတ္တယကနေပရိယုဌာဏဖြစ်တာမရှိတော့ဘူးပရိယုဌာဏဝိတိတ်ကမဖြစ်တာမရှိတော့အဲ့ဒီလိုကိလေသာဟာ3ဆင့်ပေါက်ကွဲတဲ့သဘော3ဆင့်အနေအထားသဘောကိုကြည့်ပြီးတော့မြတ်စွာဘုရားကလည်းပဲတရားကျင့်တဲ့အခါမှာဒီကိလေသာတွေကိုဖယ်ရှားဖို့ရအတွက်သီလကျင့်စဉ်ကျင့်ရမယ်သမာဓိကျင့်စဉ်ကျင့်ရမယ်ဝိပဿနာပညာကျင့်စဉ်ကျင့်ခြင်းအပြင်နောက်ဆုံးမဲ့ပညာကိုရလိုက်တာနဲ့တပြိုင်နက်ကိလေသာတွေဟာဒီအရင်ကဘာတစ်ခုမှ source မကြံသည့်ထိအောင်အနုတ္တယဓာတ်ပါဖယ်ရှားပြလိုက်တယ်ဖယ်ရှားပြလိုက်ပြီဆိုရင်ဘယ်လိုအာယုန်တွေနဲ့တွေ့ဘယ်လိုပဲတိုက်ဆိုင်လောဘဆိုတာမလာတော့ဘူးဒေါသဆိုတာမလာတော့မောဟဆိုတာအဲ့ဒီအဆင့်ရောက်ဖို့အဲ့ဒါကိုမတိသေးသမျှကာလပတ်လုံးနဲ့တန်မြာမှာအန္တရာယ်တွေနော်ကတ်ကြီး၃ပါးကိုမကြော်လွှမ်းနိုင်နေဘူးတဲ့ဘုန်းကြီးတို့ကတ်ကြီး၃ပါးကိုကြော်လွှားဖို့ဆိုတာဒီမဂ္ဂင်၈ပါးလို့ဆိုတဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ကိုပြီးဝကျင့်ပြီးတော့ဝိမု ക്തി လို့ဆိုတဲ့ရတ္တဖို့တရားကိုရမှသာလဲလုံးဝဒီကတ်ဆိုးဘေးဒဏ်တွေကလွတ်မြောက်နိုင်တယ်လို့ဒီလိုမြတ်စွာဘုရားကဟောလို့ဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ကကြီးသုံးပါးကြော်လွှားဖို့ဆိုရင်ဟာနောက်ဆုံးအဆင့်ဖြစ်နိုင်နောက်ဆုံးအဆင့်သီလသမာဓိပညာလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုချင့်ကြံကြိုးကုပ်အထုခြင်းဖြင့်တဏှာကလွတ်မြောက်စေနိုင်တဲ့အရတ္တမေရတ္တဖို့ဆိုတဲ့နောက်ဆုံးလွတ်မြောက်မှုကိုရမှသာလျှင်ဒီအန္တရာယ်တွေကလုံးဝလွတ်မြောက်တယ်လို့ဆိုတဲ့အတိုင်းဘုန်းကြီးတို့တွေနောက်ဆုံးလုံးဝလွတ်မြောက်မှုဆိုတဲ့ဝိမု ക്തി တရားကိုမျက်မှောက်ပြုနေအောင်ကျင့်ကြံကြိုးကုပ်အထုမှဖြစ်မယ်အထုကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီး
မြတ်စွာဘုရားဟောကြားတဲ့အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း